ကျွန်တော်ရွာအတွက်နိုင်ငံတော်လမ်းမကြီးနဲ့တိုက်ရိုက်ဆက်သွယ်ထားတဲ့ကတ္တရာလမ်းတလန်ခင်းပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်အဖေရွာကိုပြန်လာတဲ့အခါဖြတ်တန်းကငွေ2000အတင်းအဓမ္မတောင်းခံရလို့ကျွန်တော်ရွာလူကြီးစီဖုန်းဆက်လိုက်တယ်ရွာလူကြီးကကျွန်တော်ကိုလမ်းပြင်ဆင်ထိန်းသိမ်းခအဖြစ်ငွေ9သိန်းထပ်ပေးဖို့ပြောလာတယ်မဟုတ်ရင်တော့စီကံအတိုင်းလုပ်ရမယ်ပေါ့အဲ့ဒီတုန်းကရွာလူကြီးကရင်ဘက်ကိုလက်နဲ့ပုတ်ပြီးအာမခံခဲ့တာမင်းဟာတရွာလုံးရဲ့ကျေးဇူးရှင်ပဲနောက်အိမ်မှာဘာကိစ္စပဲရှိရွာကတက်နိုင်သမျှကူညီမယ်ဒါပေမဲ့အခုတော့ကျွန်တော်ဖေကိုအိမ်ကိုပြန်လာတော့ဖြတ်တန်းခပေးဖို့အတင်းကျပ်အကြက်ကင်ခံနေရပြီးကျွန်တော်လည်းချက်ချင်းပဲဖြတ်သိမ်းရေးအဖွဲ့ကိုဆက်သွယ်ပြီးရွာထဲဝင်တဲ့9ကီလိုမီတာရှိတဲ့ကတ္တရာလမ်းကိုအကုန်တူးခိုင်းလိုက်တယ်ပြီးတော့ငကိုရှိရင်ဆွဲရွှွန့်လန်းအတိုင်းပြန်လုပ်ခိုင်းလိုက်တာအပြင်မှာမိုးတွေတဲထန်စွာရွာနေပြီးအဖေကပလတ်စတစ်မိုးကဝစ်လို့ထရက်တာမောင်းတဲ့နေရာမှာကွေးကွေးလေးထိုင်နေရတယ်အခုတော့ဒီကားကတားဆီးခံထားရပြီးရွာဝင်လမ်းမအလယ်မှာတန်ပေါင်းတစ်ခုကိုကက်လက်ဖြတ်ထားပြီးအဲ့ဒီအပေါ်မှာဆိုင်းဘုတ်အနီလေးချိတ်ထားတယ်အမြင့်2.2မီတာကန့်တက်အလေးချိန်9တန်ကန့်တက်ကြောက်ထဲကျူးကမိုးကအင်ဂျီကိုခြုံလက်ထဲမှာတန်တုပ်တစ်ချောင်းကိုကင်ပြီးကျွန်တော်အဖေကိုကြည့်နေတယ်အဖိုးကြီးလင်းရုံးကန်မနေနဲ့တော့ဒီတန်တိုင်ကိုအသေးကဟေဆော်ထားတာခမရကအလေးချိန်ကျော်နေပြီးအဖေကဒီလန်းကငါသားလင်းဝေပတ်စံဆိုင်ထုတ်ပြီးခင်းထားတာလေးပြီးတော့ငါကားပေါ်ကစပားတွေက3တန်ကျော်ပဲရှိတာပါဘလို့လုံးလမ်းပြတ်မှလဲလို့ပြန်ပြောတယ်ထဲကျူးကလင်းဝေနာမည်နဲ့လာမချောက်နဲ့သူပတ်စံဆိုင်ခင်းတာမှန်ပေမဲ့လမ်းကကြောက်မိသားစုပိုင်ပစ္စည်းဖြစ်သွားပြီးမရဘူးဆိုရင်မရဘူးပဲခမရကအနည်းဆုံး30လောက်ရှိမယ်လမ်းပြတ်သွားရင်ခမရရော်နိုင်လို့လားအဖေကစိတ်ပူပြီးကားပေါ်ကဆင်းကကားနောက်ခန်းကိုညွှန်ပြပြီးတကယ်3တန်ပဲရှိတာပါထဲကျူးရအလိုက်တင်လေးလုပ်ပေးပါဦးလို့တောင်းပန်တယ်စီကန်းဆိုတာစီကန်းမဖြတ်ချင်ရင်လမ်းထိခိုက်ခြင်းငွေ2000ပေးရမယ်ဟင်း2000ကားပေါ်ကစပားတွေအကုန်ရောင်းရမှဘလောက်ရမှမလို့လဲပတ်စံမရှိရင်လဲဒီမှာပဲမိုးမိနေတော့ကြောက်ထဲကျူးကလှည့်ထွက်ပြီးလမ်းဘေးကအဆောင်ခန်းထဲဝင်သွားပြီးတကားကိုပိတ်လိုက်တယ်ထဲကျူးတကားဖွင့်ပါဦးအရင်ရွာလူကြီးတုန်းကဒီလမ်းကိုငါတို့မိသားစုစိတ်ကြိုက်သွားလို့ရတယ်လို့ပြောထားတာလေအဆောင်ခန်းထဲကနေကြောက်ထဲကျူးရဲ့စိတ်မရှိတဲ့အော်ဟစ်တန်ထွက်လာတယ်မြန်သွားစမ်းအဲ့ဒီမှာလာအောင်မနေနဲ့အော်နေလို့ငါအိတ်မရဘူးကျွန်တော်ရွာအဝင်ဝကိုရောက်သွားတဲ့အခါအဖေကမိုးရီထဲမှာကြက်ကလေးတစ်ကောင်လိုရှို့ရည်တွေကြားမှာရက်နေတာကိုတွေးလိုက်ရတယ်ကျွန်တော်ပြေးလွှားသွားပြီးအဖေပခုံးကိုဖေးမလိုက်တယ်အဖေလင်းဝေမရောက်လာပြီလားထဲကျူးကပေးမဖြတ်ဘူးငွေ2000အတင်းတောင်းနေတယ်ကျွန်တော်လည်းပြီးအဲ့ဒီအဆောင်ခန်းကိုစိုက်ကြည့်လိုက်တော့ရင်ထဲမှာဒေါသတွေတောက်လောင်လာတယ်ဒီလမ်းကိုလွန်ခဲ့တဲ့2နှစ်ကကျွန်တော်ငွေ9တန်းအကုန်ကျခံပြီးခင်းပေးခဲ့တာအဲ့ဒီတုန်းကကြောက်ထဲကျူးကလုပ်ငန်းခွင်မှာကျွန်တော်ကိုမျက်နှာချိုသွေးပြီးစစ်လိတ်ကန်းခဲ့သေးတယ်ကျွန်တော်ဟာရွာရဲ့ဥစ္စာဆောင်နှမင်းပဲလို့တောင်ပြောခဲ့တာအခုတော့ဥစ္စာဆောင်နှမင်းရဲ့ဖခင်ရင်းကိုမိုးတဲ့ရေထဲမှာတားဆီးပြီးလမ်းဖြတ်ခတောင်းနေတယ်ကျွန်တော်အရှိန်နဲ့ရှောက်သွားပြီးအဆောင်ခန်းတကားကိုအားနဲ့ကန်လိုက်တယ်ကြောက်ထဲကျူးမင်းထွက်ခဲ့စမ်းအိုးတထေးကြီးပြန်လာပြီးပဲပြန်လာရင်လည်းစီကံတော့လိုက်နာရမယ်ဘသူ့ကိုကြွားနေတာလဲရွာကော်မတီကအစည်းအဝေးလုပ်ပြီးတတ်မှတ်ထားတာရွာပိုင်းပစ္စည်းတွေကိုကာကွယ်ဖို့နဲ့ကားကြီးတွေမကျိမ့်မိစေဖို့ပဲကျွန်တော်ဖေကားကလဲရ3ထရက်တာလေးကားကြီးအစ်စ်မမီပါဘူးငါကဟုတ်တယ်ဆိုရင်ဟုတ်တာပဲလင်းဝေမင်းပတ်စံရှိတာမှန်ပေမဲ့ဒီရွာကကြောင်မျိုးနဲ့ပိုင်တာလင်းမျိုးနဲ့ပိုင်တာမဟုတ်ဘူးငွေ2000ဆိုတာမင်းအတွက်ထမင်းတစ်နက်စာလောက်ပဲရှိတာပါပတ်စံပေးလိုက်ရင်ငါလမ်းဖွင့်ပေးမယ်ကျွန်တော်သူ့ကိုဂီးမဆိုင်တော့ပဲချက်ချင်းပဲဖုံးထုတ်ပြီးရွာလူကြီးကြောက်ကွန်လိုက်စီဖုံးဆက်လိုက်တယ်အရင်လမ်းခင်းတုန်းကကြောက်ကွန်လိုက်ဟာကျွန်တော်လက်ကိုကင်ပြီးဘိုးဘွားတွေကိုကတော့တလူမျိုးတောင်လုပ်ခဲ့တာဖုံးဝင်သွားတော့နောက်ွယ်ကနေမာကြောင်ရိုက်နေတဲ့အတန်တွေကြားနေရတယ်ဟဲလိုဘသူလဲဦးလေးကြောက်ကျွန်တော်လင်းဝေပါအခုကျွန်တော်ရွာဝင်ဝမှာရောက်နေတယ်ခါအောတူလေးပဲအဖေစီပြန်လာတာလားဦးလေးကြောက်ကျွန်တော်အဖေရဲ့ထရက်တာကိုထဲကျူးကတားထားတယ်ငွေ2000တန်ရိုက်မယ်ဆိုတာဦးလေးသိလားအေးတူလေးအဲ့ဒီကိစ္စဦးလေးသိပါတယ်ထဲကျူးကလည်းစီကံအတိုင်းလုပ်တာပါလေဒီလမ်းကကျွန်တော်ခင်းပေးတာလေကျွန်တော်အိမ်ကစပားတဲတာကိုတော့ပတ်စံပေးရအောင်မလားတူလေးဦးလေးရဲ့ခက်ခဲမှုကိုလည်းနားလည်ပေးပါဦးဦးလေးကတရွာလုံးအတွက်တာဝန်ရှိတယ်လေမင်းတို့အိမ်ကိုပဲအထူးခွင့်ရေးပေးလိုက်ရင်နောက်ဆိုတခြားကားတွေလည်းဖျက်ကြမှာပဲအဲ့ဒါဆိုလမ်းပြတ်ကုန်မှာပေါ့ဦးလေးပြောချင်တာကဒီပတ်စံကိုမဖြစ်မနေပေးရမယ်ပေါ့အဲ့ဒါကစီကံလေဦးလေးကိုယ်တိုင်စီကံဖောက်လို့မရဘူးဖုံးချသွားတဲ့အတန်ကိုကျွန်တော်နားထောင်နေမိတယ်မိုးတဲတဲကထရက်တာကားလေးကိုကြည့်ရင်အဖေကထပ်ပြီးချောင်းဆူနေပြန်တဲ့ကုန်းကုန်းလေးဖြစ်နေတဲ့အဖေပုံစံကအရန်ကိုအိုမင်းပြီးအကူရမဲနေတယ်လို့ပဲကြောက်ထဲကျူကဘေးကနေအရန်ကိုရန်ကားပြီးရဲနေတယ်ကြားတယ်မလားရွာလူကြီးကိုယ်တိုင်ပြောနေပြီးတထေးကြီးလင်းပတ်စံထုတ်ပေးလိုက်ပါတော့2000ဆိုတာမင်းအတွက်ရှော့ပေးထားတာတခြားသူဆို2100တောင်ပေးရတာကျွန်တော်သူ့ရဲ့ရန်ကားတဲ့မျက်နှာကိုကြည့်ပြီးရုတ်တရက်ရေလိုက်တယ်ကောင်းပြီကြောက်ထဲကျူးမင်းတတိရှိတယ်ကျွန်တော်အိတ်ထဲကပတ်စံအိတ်ကိုထုတ်ပြီးငွေဆက်ကိုအစိမ့်20ကိုရေတွက်လိုက်ပြီးသူ့မျက်နှာကိုတက်တက်ပြစ်ပေါက်လိုက်တယ်ရောပတ်စံပေးပြီးလမ်းဖွင့်ပြီးတော့အစောကလေးကဒီလိုလုပ်ရင်ပြီးနေတာကိုသူကအေးလူလူရှောက်သွားပြီးတန်တိုင်ကတော့ကိုဖွင့်အမြင့်ကန့်တက်တိုင်ကိုအပေါ်ကိုနည်းနည်းမတင်ပေးလိုက်တယ်ကျွန်တော်အဖေကိုကားပေါ်တက်ဖို့ကူညီလိုက်တယ်အဖေအိမ်ပြန်ရအောင်တားဝေအဖေတောင်းပန်ပါတယ်ဒီပတ်စံကိုအဖေပြန်ပေးပါမယ်တထေးကြီးလေးနောက်ခါကျရင်ပတ်စံပါအောင်ယူလာဖို့မမေ့နဲ့အောင်တော့ကျွန်တော်အဖေကိုအိမ်လိုက်ပို့ပြီးချင်းရီပြုတ်တိုက်ကအဖေအိပ်ပျော်သွားတာကိုကြည့်နေလိုက်တယ်လင်းဝေငါတို့မျိုးကိုပဲပြန်ရအောင်ဒီနေရာမှာဆက်နေလို့မရတော့ဘူးငကိုကမင်းလန်းကင်းပေးတုန်းကတရွာလုံးကမင်းကိုချီးမွမ်းခဲ့ကြတာအခုတော့ကြည်ဦးကြောက်ထဲကျူးအိတ်ဆောက်ဖို့အုပ်တွေတဲတဲ့ကားတွေကြောင့်လမ်းဘေးတွေတောင်နှိမ့်စင်းကုန်ပြီကျွန်တော်တကားဝမှာထိုင်ပြီးစစ်လိတ်ကိုတလိပ်ပြီးတလိပ်တောင်းနေမိတယ်ဒီနေ့မိုးကတောက်လျှောက်မဆဲသေးဘူးခဏနေတော့ခြံတကားပွင့်လာပြီးအိမ်ကြီးချင်းအနှဲငယ်မိုးကာတွေခြုံပြီးဝင်လာကြတယ်ခေါင်းဆောင်လာတာကဒုတိယတော်ပဲဒီလူကမျက်နှာလိုမျက်နှာရလောက်ရမှာအတော်ဆုံးလမ်းကင်းတုန်းကဆိုကျွန်တော်အိမ်ကိုသူကိုယ်တိုင်စိုက်တဲ့ဟင်းဒီဟင်းရွက်တွေနေတိုင်းလာပေးတာအိုးလင်းဝေပြန်လာပြီလားခုနကရွာဝင်ဝမှာမင်းနဲ့ထဲကျူးအစင်မပြေဖြစ်ကြတယ်လို့ကြားတယ်ကျွန်တော်မျက်တောင်ပင်းပြီးသူ့ကိုကြည့်လိုက်တယ်အတော်ကျွန်တော်ကိုဘာကိစ္စရှိလို့လဲအတော်ကနှက်ခမ်းမဲ့ပြီးခုံတခုံမှာဝင်ထိုင်လိုက်တယ်လင်းဝေမင်းကအခုတော့တထေးကြီးဖြစ်နေပြီပဲဒီလမ်းကမင်းခင်းပေးတာမှန်ပေမဲ့ဒါပေမဲ့အခုတော့အားလုံးပိုင်တာလေမင်းဖေကားကတကယ်ကိုလေးလံတာပဲအတော်ကဆက်ပြောတယ်အဲ့ဒါကြောင့်လမ်းထိခိုက်ကြီးပေးရတာကတဘာဝကြပါတယ်ကျွန်တော်ကအတော်အရင်ကကျွန်တော်လမ်းခင်းပေးတော့ကအတော်ပြောခဲ့တာကဒီလမ်းကကျွန်တော်အိမ်ရှိကဖြတ်သွားတာမလို့ကျွန်တော်အိမ်ကစိတ်ကြိုက်သွားလို့ရတယ်ဆိုအတော်ကမျက်နှာပြောင်းသွားပြီးအဲ့ဒါကအရင်တုန်းကလေအခုတော့လမ်းကရွာပိုင်းဖြစ်သွားပြီးလူတိုင်းစီကန်းလိုက်နိုင်ရမှာပေါ့ဒါဆိုဒီလမ်းကအခုကြောက်တိကျူလိုမီသားစုရဲ့ပုဂ္ဂလိကပိုင်းဖြစ်သွားတာပေါ့လင်းဝေမင်းပြောလိုက်တဲ့စကားကလူဆိုတာမူလစစ်မြစ်ကိုမေးလို့မရဘူးမင်းအပြင်မှာချမ်းသာလာပေမဲ့မင်းရဲ့အမြစ်ကကြောက်ကြားရွာမှာပဲရှိသေးတယ်လမ်းဖောက်လိုက်ရုံနဲ့ရွာမှာဘယင်လုံးလို့ရမယ်မထင်နဲ့
လူတွေအကုန်လုံးကမျက်စိရှင်ကြတဲ့စကားပြောနေရင်းနဲ့ကြောက်ကွန်လိုင်းကလည်းလက်နောက်ပစ်ပြီးဝင်လာတဲ့မျက်နှာပေါ်မှာအတူအယောင်ကျင်းတဲ့အရေးအယောင်တွေနဲ့အကုန်လုံးရှိနေကြတာပဲကောင်းလိုက်တာကျွန်တော်လည်းတူကြီးနဲ့စကားနည်းနည်းပြောချင်လို့လင်းဝေလူတွေရဲ့စကားကနည်းနည်းလေးလေးနည်းနည်းရှိပေမဲ့ရွာအတွက်ကောင်းမှုပြောတာပါမင်းလမ်းဖောက်တာကိုငါတို့ကျေးဇူးတင်တယ်ဒါပေမဲ့မင်းလမ်းဖောက်တာကိုအကြောင်းပြုပြီးတရွာလုံးကမင်းစကားနားထောင်ရမယ်လို့မထင်တဲ့ဦးကျော်ရီကျွန်တော်သိချင်တာကအမြင့်ကန့်သက်တိုင်ကတန်ကြီးတွေကနောက်ဆုံးဘသူအိတ်ထဲရောက်သွားတာလေကြောက်ကွန်လိုင်းရဲ့မျက်နှာကချက်ချင်းကိုတီးသွားတယ်အဲ့ဒါကရွာပိုင်ဝင်ငွေနောက်ပိုင်းလမ်းပြုပြင်ဖို့အတွက်သုံးဖို့ပါဘာလဲမင်းကငါအိတ်ထဲထည့်လိုက်မှစိုးရိမ်နေတာလားကျွန်တော်ကဒီလမ်းကိုကျွန်တော်ဖောက်တုံးကစာချုပ်မှာအတိအလင်းရေးထားတာကိုပြောတာပါကျွန်တော်မှသုံးဆွဲခွင့်ရှိတယ်မင်းကောင်လေးစာချုပ်တွေကိုအကြောင်းပြပြီးငါတို့ရဲ့စီကံတွေကိုဖိမဖိနဲ့အဲ့ဒါကလွန်ခဲ့တဲ့နှစ်ကကိစ္စအခုလက်ရှိမူဝါဒကကြီးလက်လန်းတွေကရွာပိုင်းအဖြစ်စုပေါင်းစီမံခန့်ခွဲရမယ်ပြီးတော့သူကရင်ဘတ်ထဲကစာရွက်တရွက်ထုတ်ပြီးစပွဲပေါ်ပုတ်ချလိုက်တယ်ဒါကရွာကော်မတီကအခုမှလက်မှတ်ထိုးထားတဲ့ရွာစီကံလန်းစာချုပ်တရွာလုံးရဲ့သုံးပုံနှစ်ပုံကလက်ပွေနှိပ်ထားပြီးသားကြီးမားတဲ့ဆယ်ရန်ရအားလုံးရွာထဲကိုဝင်လာရင်အာမခံကြီးပေးဆောင်ရမယ်ကျွန်တော်အဲ့ဒီစာရွက်ကိုတစ်ချက်ကြည့်လိုက်တဲ့အပေါ်မှာလက်ပွေနီတွေထူထပ်စွာနှိပ်ထားတဲ့ဒုတိယတော့ကဘေးကနေလောင်ပြောင်းတဲ့လေတံနဲ့ဖြစ်ပြောလိုက်တဲ့ရှိရင်လေဘဝင်မမြင့်တဲ့ပတ်စံရှိတိုင်းစီကံမလိုက်နာလို့မရဘူးဟွန်လင်းဝေမင်းကရွာအတွက်တကယ်ကောင်းချင်ရင်နောက်ထပ်လူလိုက်လေ9သိန်းလောက်လူပြီးလမ်းမြင့်တဲ့ပြင်ကိုထပ်မြင့်ပေးလိုက်ပါငါတို့တားမှာမဟုတ်ဘူးကျွန်တော်ထားလိုက်ပြီးအဲ့ဒီရွာစီကံစာချုပ်ကိုဘောလုံးဖြစ်အောင်လုပ်ပြီးအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်တဲ့ကောင်းပြီးမင်းတို့ကဒီလမ်းကိုအယမ်းမြင့်လို့တဲ့ဆိုရင်ငါမင်းတို့ကိုအခွင့်အရေးပေးမယ်လားဘာဆိုလိုတာလဲကျွန်တော်ဖုန်းထုတ်လိုက်ပြီးသူတို့ရှိမှပဲဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်တယ်ဟယ်လိုမန်နေဂျာလော့လားကျွန်တော်လင်းဝေပါရင်ကအသင့်ပြင်ခိုင်းထားတဲ့ဆက်ရန်နေရတွေအခုဝင်လို့ရပြီရွာရဲ့9ကီလိုမီတာရှိတဲ့ကက်တရာလမ်းတွေကိုအကုန်ဖြတ်စီးလိုက်ပါတလက်မှတော့မကြံစေရဘူးမူလရွှွန်လန်းတိုင်းပြန်ဖြစ်သွားစေရမယ်လင်းဝေမင်းယူနေလားအများပိုင်လမ်းကိုဖျက်ရဲတာလားဦးကြောက်ဦးရဲ့မှတ်ဉာဏ်ကနည်းနည်းမကောင်းပုံရတယ်အရင်ကစာချုပ်ချုပ်တုံးကဖြည့်ဆွတ်ချက်တစ်ခုရှိတယ်အကယ်၍ရွာဘက်ကငွေကြေးထည့်ဝင်သူရဲ့သုံးဆွဲခွင့်ကိုတစ်ဖက်သက်ကန့်တက်ရင်ငွေကြေးထည့်ဝင်သူမှာဒီပစ္စည်းကိုပြန်သိမ်းဖို့သို့မဟုတ်စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဒီလမ်းခင်းဖို့အတွက်ပတ်စံတပြားစီတိုင်းဟာကျွန်တော်ရဲ့တွေးချွေးရင်းနှီးငွေတွေပါမင်းတို့ကဒီလမ်းကအရန်နူးညံ့တယ်ကျွန်တော်ဖခင်ရဲ့ထွန်ဆက်နဲ့နင်းလို့မရဘူးလို့ထင်ရင်ဒါဆိုမတုံးကြနဲ့တော့အာလင်းဝေဒါဟာဥပဒေချိုးဖောက်တာပဲငါရဲမခေါ်ဘူးခေါ်လိုက်လေအခွင့်သိရင်ရဲကိုလည်းကြည့်ခိုင်းလိုက်ပါဦးမင်းတို့တရားမဝင်အမြင့်ကန့်သက်တိုင်တွေစောက်ပြီးလမ်းကြီးကောက်တာထောင်ဒဏ်ကြဖို့လုံလောက်လားဆိုတာကြောက်တီကျူကဒီအချိန်မှာဝင်ပြေးလာပြီးလက်ထဲမှာငွေ2000ကိုစုပ်ကင်ထားတယ်မင်းဘသူကိုချင်းချောက်နေတာလဲတူးဖို့ဆက်ကဝင်လာလို့ရမလားငါရွာဝင်ပေါက်မှာလူတွေကိုစောင့်ခိုင်းထားတယ်ဘသူကလမ်းကိုလာထိရဲလဲတစ်ချက်ကြည့်လေငါသူ့ကိုအဆုံးစီရင်မယ်ကျွန်တော်ကြောက်တီကျူရဲ့ကြမ်းတမ်းတဲ့မျက်နှာကိုကြည့်ပြီးနှလုံးသားထဲကနောက်ဆုံးကြံရှိတဲ့တနာစိတ်တွေလည်းပျောက်ကွယ်သွားတယ်ကြောက်တီကျူမင်းအခုချက်ချင်းသွားဆောင်တာအကောင်းဆုံးပဲတတိထားအဲ့ဒီတန်တိုင်းကချိုက်တောင်ချက်မှာမဟုတ်ဘူးကျွန်တော်ဖခင်ကစုမြန်တန်ကြောင့်နိုးလာပြီးအင်ဂျီချုံပြီးထွက်လာတယ်ဒါဘာလို့တာလဲဒီလမ်းကိုငါတို့မလိုချင်ပါဘူးသူတို့ကရွှွန်လန်းကိုလိုချင်ရင်ငါပေးလိုက်မယ်ကျွန်တော်ရွှွန်လန်းကိုလေမင်းကအခြေခံအဆောက်အုံကိုဖျက်ဆီးနေတာငါရဲခေါ်ပြီးမင်းကိုဖမ်းခိုင်းမယ်မနှက်ဖြန်ထိစောက်စရာမလိုဘူးအခုပဲစလုပ်လိုက်အရှိဘက်ကအမြင့်ကန့်သက်တိုင်ကနေစပြီးဖျက်လိုက်ကြောက်ကွန်လိုင်းကကျွန်တော်တကယ်လုံးမှာကိုတီးတော့အတန်ကရုတ်တရက်ပြော့သွားတယ်လင်းဝေတူကြီးစကားကောင်းကောင်းပြောလို့ရပါတယ်တီကျူကစိတ်မြန်တဲ့သူပါပတ်စံတွေကိုငါတို့ပြန်ပေးမယ်လေမရဘူးလားသူကကြောက်တီကျူကိုမျက်စိခတ်ပြလိုက်တယ်ကြောက်တီကျူကမကြင်မနှက်နဲ့ပတ်စံ2000ကိုစပွဲပေါ်ပြစ်တင်လိုက်တယ်ကောင်းပြီပတ်စံပြန်ပေးလိုက်ပြီးလမ်းကိုမင်းမဖြတ်နဲ့ကျွန်တော်တစ်ချက်တောင်မကြည့်ပဲကျွန်တော်အဖေကိုဆွဲပြီးအခန်းထဲပြန်ဝင်လာပြီးတကားပြန်ပိတ်လိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကလမ်းကိုဖြတ်တော့မှလေမင်းထွက်ခဲ့စမ်းသားကောင်ထွက်ခဲ့စမ်းမြန်မြန်ထွက်ကြည့်ကြပါပတ်စံရှိတဲ့သူတွေကကျွန်တော်တို့စင်းရဲသားတွေကိုဖိနှိပ်နေပြီးအရင်ကဒီလမ်းကိုဖောက်ဖို့အတွက်3လလောက်ခွင့်ပြုချက်ရဖို့ပြေးလွှားခဲ့ရပြီးစောက်လုပ်ရေးလုပ်ငန်းခွင်မှာနေပူတဲ့အသားရည်တွေလောင်တဲ့အထိဖြစ်ခဲ့ရတယ်ကျွန်တော်ကတော့ချမ်းသာဖို့လမ်းဖောက်တယ်ထင်ခဲ့တာမထင်မှတ်ပဲကျေးဇူးကမ်းတဲ့လူတွေရဲ့အစာစားခြင်းစိတ်ကိုပဲဖြည့်ဆည်းပေးလိုက်မိတယ်ဒီလိုဆိုရင်လည်းဖျက်ဆီးလိုက်ပါတော့ဒုံးဆိုတဲ့ကြီးမားတဲ့အတန်ကရွာဝင်ပေါက်ကနေထွက်ပေါ်လာတယ်အဲ့ဒါကတူးဖို့ဆက်က အမြင့်ကန့်သက်တိုင်ကိုဖျက်ဆီးနေတဲ့အတန်ပဲနောက်တနေ့မှာကြောက်ကွန်လိုင်းကရွာသားတာစင်းနဲ့ချီခေါ်လာပြီးလက်ထဲမှာပေါက်တူးတွေကင်ထားကြတယ်ပေါက်တူးတွေနဲ့ရွာဝင်ပေါက်ကိုပိတ်ဆို့ထားကြတယ်တူးဖို့ဆက်3စီကတတန်းနဲ့ရက်နေတယ်ဘသူကလာထိကြည့်မလဲကြောက်တီကျူကလက်ထဲမှာကင်ထားတာဒီတက်စီပလင်းနဲ့အရှိဆုံးမှာရက်နေပြီးချင်းချောက်တဲ့မျက်နှာနဲ့ကျွန်တော်ကိုပြောတယ်လင်းဝေမင်းဒီနေ့တာဖျက်ရဲရင်ဒီလမ်းကိုငါမင်းနဲ့အသက်ပေးတိုက်မယ်ဒီအချိန်မှာမန်နေဂျာလောက်ပြေးလာပြီးအခက်တွေ့တဲ့မျက်နှာနဲ့ပြောတယ်လင်းသူတို့လူတွေအရမ်းများတယ်အတင်းကျပ်လုပ်မယ်ဆိုရင်ပြဿနာတက်မှာဆိုတယ်ကျွန်တော်လက်ဆန့်ပြီးမန်နေဂျာလောရဲ့ပခုံးကိုပုတ်ပေးလိုက်ပြီးကြောက်ကွန်လိုင်းကိုကြည့်လိုက်တယ်ဦးကြောက်လူအင်အားတွေတော်တော်များပါလားလင်းဝေနောက်ဆုံးအကြိမ်အခွင့်အရေးပေးမယ်ဒီဆက်တွေကိုမောင်းထွက်သွားခိုင်းလိုက်ဒါဆိုကျွန်တော်တို့ဆက်ပြောလို့ရသေးတယ်ဘာပြောရမှာလဲနောက်တစ်ခါကျွန်တော်ဖေလန်းဖြတ်သွားရင်ပတ်စံဘယ်လောက်ပေးရမလဲဆိုတာလားကျွန်တော်ပြောပြီးပတ်စံပြန်ပေးလို့ရတယ်ကျွန်တော်ပတ်စံ2000မလိုပါဘူးကျွန်တော်လိုချင်တာကတရားမျှတမှုပါတရားမျှတမှုမင်းလမ်းဖြတ်လိုက်ရင်လူတွေဘလို့သွားလာမလဲကလေးတွေဘလို့ကြောင်းတက်မလဲဒါကမင်းပြောတဲ့တရားမျှတမှုလားပတ်စံရှိရင်ဘဝင်မမြင့်နဲ့ဖောက်ပြီးပြန်ဖြတ်နေတာမြောက်ပြနေတာလားဒီလမ်းကအခုနိုင်ငံတော်ပိုင်မင်းဖြတ်တာကစီကံဖောက်ဖြတ်တာပဲဟုတ်တယ်ကောင်းလိုက်တာကျွန်တော်တို့ရဲ့မျက်နှာတွေကိုကြည့်လိုက်တဲ့အိတ်ထဲကမိတူစာရွက်တော့ဒီကိုထုတ်ပြီးလေထဲကိုပြစ်ချလိုက်တဲ့အားလုံးသေချာကြည့်ကြဒါကအရင်ကရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ပဲမြေယာအသုံးပြုမှုပြောကြီးစာချုပ်တွေနဲ့အတူဒီ9ကီလိုမီတာရှိတဲ့လမ်းကိုအဖြူပေါ်မှာအမဲနဲ့ရေးထားတာလမ်းခင်းဖို့အတွက်ပတ်စံတပြားစီတိုင်းဟာကျွန်တော်ရဲ့ရင်းနှီးငွေတွေပါကာလက20ဒီကာလအတွင်းမှာကျွန်တော်မှာလမ်းမျက်နှာပြင်ကိုဘယ်လိုပုံစံနဲ့မဆိုပြုပြင်ဖို့ပြန်လည်မုံမှန်ဖို့သို့မဟုတ်ဖယ်ရှားပိုင်ခွင့်ရှိတယ်ကြောက်ကွန်လိုင်းကတစ်ချက်လူယူပြီးကြည့်လိုက်ရုံနဲ့မြက်နာပေါ်မှာမယုံကြည်တဲ့ပုံတွေပေါ်လာတယ်။အရင်ကလက်မှတ်ထိုးတော့ကဒီအချက်မပါဘူး။အရင်ကမင်းကညှိနှိုင်းက9000ကိုရေတွက်ဖို့ပဲအာယုံဆိုင်နေခဲ့တာစာချုပ်ကိုမကြည့်ပဲလက်မှတ်ထိုးခဲ့တာမေ့သွားပြီလား။ကြောက်ကွန်လိုင်းရဲ့လက်တွေစတုံလာတယ်။ဘာလို့လဲဆိုတော့ဒါကသူ့တူရဲ့အိတ်ထဲထည့်လိုက်တဲ့ပတ်စံတွေမို့လို့ပဲ။အဲ့ဒီနောက်မှာတော့ကျွန်တော်ကြောက်ကွန်လိုင်းကိုဂယုမဆိုင်တော့ပဲတူးဖို့ဆက်စရာကိုလှည့်ကြည့်ပြီးပြောလိုက်တယ်ဒီကနေစပြီးလှုပ်လိုက်
တရာမီတာတိုင်းမှာချိုက်တစ်ခုတူးလိုက်ဘသူလာထိရဲလဲငါကြည့်မယ်သူကတက်စီပလင်းကိုမြောက်ပြီးတူးဖို့ဆက်ပေါ်ကိုပြစ်ပေါက်ဖို့လုပ်တယ်ကျွန်တော်ဘေးကဝစ်စုံပြေးဝစ်ထားတဲ့လူတွေဖွဲ့ကတန်းပြီးဝင်ပြေးသွားတယ်အဲ့ဒါကျွန်တော်ငားထားတဲ့ professional တက်တော်ဆောင်တွေပဲ3စက္ကန့်အတွင်းမှာပဲကြောက်တီကျူကိုရှွန့်ထဲမှာချုပ်ထားလိုက်တယ်တက်စီပလင်းကိုယူလိုက်တယ်မင်းကောင်စုပ်မင်းမှာတက်တိရှိရင်ငါ့ကိုတက်ပစ်လိုက်လေကြောက်တီကျူကမြေကြီးပေါ်မှာရုံးကန်နေတဲ့တူးဖို့ဆက်ရဲ့ဇုံမြင့်မြင့်မလိုက်ပြီးတင်သားကတရာလမ်းပေါ်ကိုပစ်ချလိုက်တဲ့ကတရာဆိုင်တွေပွင့်ထွက်လာပြီးအောက်ကကြောက်ခဲအလွှာတွေပေါ်လာတဲ့လင်းဝေမင်းရက်လိုက်စမ်းပါမင်းလောက်တာကငါတို့ရွာရဲ့စားလမ်းကိုဖျက်လိုက်တာပဲအိုဖះသခင်မျက်စိဖွင့်ပြီးကြည့်ပေးပါဦးအတော်လမ်းဖောက်တုံးကမင်းတို့အိမ်ကမြေ3မီတာလောက်နေရာယူထားပြီးရော်ကြီး9000တောင်းခဲ့တာနောက်ဆုံးမှပေးခဲ့တယ်အခုငါလမ်းကိုဖျက်လိုက်ပြီးအဲ့ဒီမြေကိုမင်းကိုပြန်ပေးတာမင်းပြောရမှာမဟုတ်ဘူးလားအတော်သားရဲ့ငိုတန်ကရုတ်တရက်ရက်သွားတယ်ပတ်ဝန်းကျင်ကရွာသားတွေလည်းလှုပ်ရှားလာကြတယ်အရင်ကလမ်းဖောက်တုံးကအိမ်တိုင်းလူကအကြောင်းပြချက်အမျိုးမျိုးနဲ့ပတ်စံတောင်းခဲ့ကြတာပဲတချို့ကကိုယ့်ရဲ့ဟင်းသီးဟင်းရွက်ခင်းပျက်စီးသွားတယ်လို့ပြောတယ်တချို့ကကိုယ့်ရဲ့ဖုန်းရွှေကိုပိတ်ထားတယ်လို့ပြောတယ်ကျွန်တော်ကတော့အေဂျင့်ဖို့အတွက်အရှုပ်တော်ပုံတွေမဖြစ်အောင်ရှင်းနောက်ပေါင်းပြီးငွေတန်းကြီးပါထက်ကုန်ခဲ့ရတယ်ရွာသူရွာသားတွေနားထောင်ကြပါလင်းဝေကငါတို့ကိုပြန်ပြီးတောင်ကြားတဲ့ကဘဝကိုပြန်ပို့တော့မှငါတို့ကြောက်ကြားရွာကလမ်းရဖို့အတော်လေးကြိုးစားခဲ့ရတာမျိုးတွေကို10မိနစ်ပဲကြာတော့မှလမ်းသာမရှိတော့ရင်ငါတို့ရဲ့တစ်တီးတွေကိုဘယ်လိုရောက်မလဲကလေးတွေဘယ်လိုကြောင်းတက်ကြမလဲတူလက်ကြည့်လိုက်တော့မျက်ရည်တွေနဲ့ကျွန်တော်ကိုကြည့်နေတဲ့လင်းဝေဦးလေးအနေနဲ့တောင်းပန်ပါတယ်မင်းအဖေရဲ့ကိစ္စကိုငါတီကျူးကိုလူပုံအလဲမှာတောင်းပန်ခိုင်းမယ်ရမလားတောင်းပန်တာသွားစမ်းပါတတိရှိရင်အကုန်တူးပစ်လိုက်လေမတူးတဲ့သူကအောက်တန်းစားပဲတီကျူးကဒီလောက်တောင်တတိရှိမှတော့ငါပြည့်စုံအောင်လုပ်ပေးမယ်ကျွန်တော်လည်းရမ်းလိုက်တယ်အတူဖို့ဆက်တွေအားလုံးကစက်တန်တွေစတင်ပေးလိုက်တယ်ကတရလမ်းမျက်နှာပြင်တွေတလက်မချင်းစုပ်ပြဲသွားတယ်ရွာသားတွေကအပိုင်းလိုက်ဖြစ်လာတဲ့ကတရတွေကိုကြည်ရင်ကြောက်ရွံ့မှုတွေမျက်လုံးထဲမှာပေါ်လာတယ်အဲ့ဒီအမြင့်ကတ်တက်တိုင်ကိုဖျက်လိုက်ကြဆိုလားဖျက်လိုက်လို့ဘာသုံးဝင်မလဲဒီတခါတော့တကယ်လုပ်တော့မှာငါပြောရရင်ကြောက်တိကျူကိုသာအပြစ်တင်ရမယ်ပတ်စံ2000ကိုလိုချင်နေတာလေအခုတော့ကောင်းရောအားလုံးဒုက္ခရောက်ကုန်ပြီကြောက်တိကျူကသူတို့ပြောတာကြတော့မျက်လုံးတွေหนีရဲလာတယ်အားလုံးပိတ်ထားလိုက်ကြကြောက်စရာမလိုပါဘူးသူဖြစ်ရင်အစိုးရကပြန်ပြုပြင်ပေးမှာပါသူကောင်းကင်ကိုပက်လက်လန်အောင်လုပ်နိုင်မယ်မထင်ဘူးတိကျူမင်းတိမလားမသိဘူးဒီလန်းကကိုပိုင်လူတန်းမှုအမျိုးအစားပါမြို့နယ်ရဲ့စီမံကိန်းထဲမှာမပါဘူးငါဖျက်လိုက်ရင်အစိုးရမှာပြန်ပြုပြင်ပေးဖို့တာဝန်မရှိဘူးအနည်းဆုံး10နှစ်အတွင်းမှာဒီနေရာမှာဒုတိယမြောက်ကတရလန်းဆိုတာရှိတော့မှာမဟုတ်ဘူးကြောက်တိကျူကြောင်သွားတယ်ကြောက်ကွန်လိုက်လဲမြေပြင်ပေါ်မှာထိုင်ကျသွားတယ်သူတိတယ်ကျွန်တော်မညာဘူးဒီလန်းကသူအရင်ကအဖိုးအိုတွေကိုအော်ဟစ်ပြီးတောင်းဆိုခဲ့ရတာငါလိုကြီးလက်လူတန်းစားကိုငွေထုတ်ပြီးဖောက်ခိုင်းခဲ့တဲ့လမ်းပဲအခုကိုယ်တိုင်ဖောက်တဲ့သူကမလုပ်တော့ဘူးတူးဖို့ဆက်ကမြ мян ဆန်ဆန်ပဲဆက်လုပ်နေတယ်တဝက်လောက်မကြခင်မှာပဲရွာဝင်ပေါက်က9ကီလိုမီတာလမ်းကအပြက်စီးတွေဖြစ်သွားပြီးနေရာတိုင်းမှာကတရဆိုင်တွေနဲ့အချိုင်းတွေပြည့်နေတယ်ကျွန်တော်အဖေဘဲချိန်ကထွက်လာလဲမသိဘူးပျက်စီးနေတဲ့လမ်းကိုကြည့်နေတယ်အရှိကြီးတပြင်းချလိုက်တယ်ရပြီလေအဖေမရသေးဘူးသူတို့မပြောခဲ့ဘူးလားဒီလမ်းကအများပိုင်တဲ့လမ်းလေအခုငါလမ်းမျက်နှာပြင်ကိုယူသွားပြီးမြေကိုအများပိုင်ကိုပြန်ပေးလိုက်မယ်ဒါကိုမူလပိုင်ရှင်စီပြန်ပေးတယ်လို့ခေါ်တယ်လင်းဝေမင်းကငါတို့လူကြီးသူမတွေကိုစားလောင်ပြီးပေးစေချင်တာလားစားသေးမသေးကတော့မင်းတို့ရဲ့ရွေးချယ်မှုပဲလမ်းကငါပေးတာမို့ငါပြန်သိမ်းလို့ရတယ်အဲ့ဒီညကကြောက်ကြားရွာမှာဘယ်သူမှအိတ်မပြောကြဘူးရွာဝင်ပေါက်ကတူးလိုက်တဲ့9ကီလိုမီတာလမ်းကတန်ရာကြီးတစ်ခုလိုရွာနဲ့အပြင်လောကကြားမှာတားဆီးနေတဲ့လေထဲမှာကတရရဲ့ဆူရှာတဲ့အနံ့တွေပြည့်နေနေပြီးမိုးရေနဲ့စိတ်ဝင်နေတဲ့ရွှွနှံ့တွေနဲ့အငွေ့တွေကရွာထဲကိုတိုးဝင်နေတယ်ကျွန်တော်အိတ်ရှိခန်းမှာထိုင်ပြီးလက်ဖက်ရည်ချမ်းတစ်ခွက်ထိုင်တောက်နေတယ်ဖုန်းကိုစပွဲပေါ်တင်ထားတဲ့မျက်နှာပြင်လင်းနေတယ်အဲ့ဒါအိမ်ထဲကယာယီကင်မရာရိုက်ကူးထားတဲ့ရုပ်ပုံပဲ1400စုံနဲ့ညဘက်ကြည့်နိုင်တဲ့စနစ်နဲ့တအိမ်လုံးကိုနေ့လည်ခင်းလို့လင်းနေအောင်ပြထားတယ်အဖေအိတ်ပျော်သွားပြီးအမေကအခန်းထဲမှာအဝတ်စားတွေချုပ်နေတယ်ရုတ်တရက်ကင်မရာထဲမှာအရေးမီအဲ့တွေဖြတ်ပြေးသွားတယ်ကျွန်တော်ရေးကြည့်လိုက်တယ်အားလုံး6ယောက်ခေါင်းဆောင်ကခန္ဓာကိုယ်တောင့်တင်းတယ်လမ်းလျှောက်ရင်ပခုံးကိုတွတ်လိမ်ပြီးလမ်းလျှောက်တယ်ညဘက်ဖြစ်ပေမဲ့ရိုက်ကူးထားတဲ့ပုံထဲမှာပဲကျွန်တော်မှတ်မိတယ်အဲ့ဒါကြောက်တိကျူပဲသူတို့အိမ်ရှိမှရက်နေကြတယ်အိမ်တကားမှာချက်ချင်းမလုပ်ကြသေးဘူးကျွန်တော်ဖုန်းကိုကောက်ကင်ပြီးနံပါတ်တစ်ခုကိုခေါ်လိုက်တယ်ဟဲလိုရှောင်းဝမ်လားကျွန်တော်လင်းဝေဝေလင်းအကိုဒီလောက်နောက်ကျမှဘာကိစ္စလဲတယောက်ယောက်ကကျွန်တော်အိမ်ကိုလာဖြတ်မလို့6ယောက်အခုကျွန်တော်အိမ်ရှိမှာကင်မရာမှတ်တမ်းတင်ထားပြီးမင်းကြည့်မလားဘာလဲလင်းအကိုစိတ်မလှုပ်ရှားပါနဲ့တိုက်ခိုက်ဖို့မကြိုးစားပါနဲ့ကျွန်တော်ချက်ချင်းလာခဲ့မယ်ကျွန်တော်မလှုပ်ရှားပါဘူးမြန်မြန်လာခဲ့ဖုန်းချပြီးကျွန်တော်ထားပြီးအိမ်ထဲကိုလမ်းလျှောက်သွားတယ်တကားကတံပြားနဲ့လှုပ်ထားတာမထူဘူးတစ်ချက်ကန်လိုက်ရင်ပွင့်သွားမှာဒါပေမဲ့သူတို့မကန်ဘူးကျွန်တော်အော်ခေါ်လိုက်တယ်တီကျူးဟာအခုလိုညမိုးချုံမှလူတွေအများကြီးခေါ်ပြီးငါအိမ်လာတာဘာကိစ္စရှိလို့လဲမင်းဟန်ဆောင်နေတာတွေတော့လိုက်တော့ငါဒီနေ့လာတာမင်းနဲ့စရင်အပြက်ရှင်းဖို့ပဲဘာစရင်ရှင်းပါလဲလမ်းကိုတော့ငါဖျက်ဆီးပစ်လိုက်ပြီးပတ်စံလဲငါမင်းကိုပေးပြီးမင်းကဘာစရင်ထက်ရှင်းကျင်သေးတာလဲတရွာလုံးရဲ့အသက်သွေးကြောလမ်းကိုဖျက်ဆီးလိုက်တဲ့စရင်ပေါ်မင်းလမ်းကိုအကုန်တူးဆွဖျက်ဆီးလိုက်ပြီးရွာသားတွေရဲ့မတ်မုံတီးတွေကိုဘလို့တည်ထုတ်ရတော့မလဲအားလုံးကိုဘလို့အသက်ဆက်ခိုင်းနေတာလဲချေကျူးဒီလမ်းကငါဖောက်ထားတာငါကိုယ်တိုင်ဖောက်တဲ့လမ်းကိုငါပြန်ဖြတ်တာဥပဒေချိုးဖောက်တာလားချေကျူးအကိုသူ့ကိုစကားအများကြီးပြောမနေနဲ့ပါဆက်ပိတ်ခိုင်းလိုက်တော့လင်းဝေငါမင်းကိုပြောလိုက်မယ်ဒီနေ့လမ်းကိုပြန်မပြင်ပေးဘူးဆိုရင်ငါမင်းကိုအလွတ်မပေးဘူးအပြက်ရှင်းပါချေကျူးမင်းငါကိုပြောပြဦးမင်းကဘလို့နီးနဲ့ငါကိုအပြက်ရှင်းပါလဲငါအိမ်ကိုဖျက်ဆီးမှာလားငါအဖေကိုရိုက်နှက်မှာလားဒါမှမဟုတ်ငါကိုကျိုးတုပ်ဖမ်းထားမှာလားမင်းကအိမ်ကိုဖျက်ရင်ငါရဲတိုင်မယ်မင်းချုပ်ထဲမှာရက်အနေငယ်သွားနေရလိမ့်မယ်မင်းကအဖေကိုရိုက်ရင်အဲ့ဒါကတမင်တကာနာကျင်စေမှုဖြစ်တဲ့ထောင်ဒဏ်အနည်းဆုံး3နှစ်ကနေဆက်မယ်ငါကိုကျိုးတုပ်ဖမ်းတာကတရားမဝင်လူဖမ်းဆီးချုပ်နှောင်မှုပဲအဲ့ဒါကအနည်းဆုံး9နှစ်ကနေဆက်မယ်ချေကျူးမင်းအဲ့ဒီစရင်ကိုရောတွက်ကြည့်ပြီးပြီလားဥပဒေတွေနဲ့ငါကိုလာမချင်းချောင်းနဲ့ဒါကရွာတွေကကိစ္စရွာရဲ့စီကံတိုင်းပဲလုပ်မယ်ရွာရဲ့စီကံဘာစီကံလဲဘသူကတတ်မှတ်ထားတဲ့စီကံလဲမင်းချန်ချေကျူးတတ်မှတ်တဲ့စီကံလားဒါမှမဟုတ်ကြောက်ကွန်လိုင်းတတ်မှတ်တဲ့စီကံလားချေကျူးမင်းကစီကငွေ2000ယူလုံးကအဲ့ဒါကချင်းချောင်းငွေညစ်တာဆိုတာမင်းတွေးမိလားအတိတ်ပဲမရှိတာအဲ့ဒါကလမ်းထိန်ထိန်ကရွာစီကန်းစာအုပ်ထဲမှာအတိအကျရေးထားတယ်စကားပြောပြီးနောက်အပြင်ဘက်မှာလုံးဝတိတ်ဆိတ်သွားတယ်ချေကျူးပြန်မဖြေနိုင်မှန်းငါသိတယ်လက်ပွေတွေအများကြီးနှိပ်ထားကြပေမဲ့အဲ့ဒါတွေကိုတရားဝင်တင်ပြရင်ခိုင်လုံမှုမရှိဘူးချေကျူး
မင်းပြန်လိုက်တော့မင်းရဲ့ညီကိုတွေကိုခေါ်ပြီးအိမ်ပြန်အိတ်တော့ဒီညကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့ငါသဘောထားပြီးမယ်ချဲကျူးကငါ့ကိုထပ်ပြီးဆဲဆိုဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာတဲ့အဝေးကနေကားအင်ဂျင်တန်ကြားလိုက်ရတယ်ကားမီးရောင်ကရွာလန်းအတိုင်းထိုးပြလာတယ်အဝေးကနေနီးလာတာရှောင်းဝမ်ရဲ့ကားပဲချဲကျူးလဲအဲ့ဒီအတန်ကိုကြားလိုက်ရပုံပဲသူနောက်လဲကြည့်လိုက်တယ်ဘသူရဲတိုင်လိုက်တာလဲလို့ထိတ်လန့်တကြားမေးလိုက်တယ်ငါတိုင်းသာမင်းစောင့်နေလိုက်ငါကစောင့်နေမှာပါဒါပေမဲ့မင်းကအချုပ်ထဲမှာအရင်စောင့်ရမှာရဲကားကခြံဝင်းတကားအပြင်မှာရက်လိုက်တယ်ရှောင်းဝမ်နဲ့လက်ထောက်ရဲ2ယောက်ဆင်းလာတယ်ဓမီရောင်ကချဲကျူးနဲ့သူ့နောက်ကလူ9ယောက်ပေါ်ကြားရောက်သွားတယ်ဘာလို့နေကြတာလဲဒီလောက်ညနေမှသူများအိမ်ရှိမှာဆဆူယုံယုံပြီးဘာလို့ချင်နေတာလဲရဲရရှိဝမ်ကျွန်တော်တို့ကဒီတိုင်းဖြတ်သွားတာပါဖြတ်သွားတဲ့သူကလက်နက်တွေပါလာရသလားဝမ်ရရှိစောင့်ကြည့်ကင်မရာကမှတ်တမ်းကိုကျွန်တော်ယူထားပါတယ်လူ6ယောက်ခြံစည်းရိုးကြော်ပြီးဝင်လာတာလက်နက်ကိရိယာတွေလည်းပါလာတယ်ကျွန်တော်အိမ်ရှိမှာ10မိနစ်နီးပါးရက်နေကြတာကြောက်ချဲကျူးမင်းငါနဲ့ရဲစခန်းကိုလိုက်ခဲ့ဝမ်ရရှိကျွန်တော်တကယ်ဘာမှမလုပ်ရသေးပါဘူးသူ့အိမ်တကားကိုတောင်မထိရသေးပါဘူးဘာမှမလုပ်ဘဲဒီပစ္စည်းတွေဘာလို့တည်လာတာလဲသူများအိမ်ရှိမှာ10မိနစ်တောင်ရက်နေပြီးတော့ဘာမှမလုပ်ဘူးလို့ပြောရဲသေးတာလားဒါဆိုမင်းကဘာလုပ်ချင်လို့လဲချဲကျူးပါဇက်ဟာပေမဲ့ဘာမှပြန်မပြောနိုင်တော့ဘူးသူ့နောက်ကလူတွေကနောက်ဆုတ်ဖို့ပြင်လာကြတယ်တယောက်ကချဲကျူးအကိုကျွန်တော်တို့အရင်သွားနေပြီခဘယ်ကိုသွားမှာလဲအားလုံးရက်နေစမ်းဒါပေမဲ့တချို့ကစပြီးထွက်ပြေးကုန်ကြပြီးမျက်တောင်တစ်ခတ်တွင်လူ9ယောက်လုံးမောင်ရိပ်ထဲပျောက်ကွယ်သွားတယ်ချဲကျူးတယောက်ထဲအိမ်ရှိမှာကြံရစ်ခဲ့တယ်အရွက်တွေအကုန်အချွေခံလိုက်ရတဲ့တစ်တုံးကြီးလိုပဲချဲကျူးမင်းရဲ့အပေါင်းပါတွေပြေးကုန်ပြီဒါပေမဲ့ပြေးလို့မလွတ်ပါဘူးမနှက်ဖြန်ငါသူတို့ကိုသွားရှာမယ်အခုတော့မင်းငါနဲ့အရင်လိုက်ခဲ့ချဲကျူးကတော့မတ်တက်ရက်နေသေးပဲအဲ့ဒီအချိန်မှာအိမ်မကြီးတကားပွင့်လာတယ်အဖေကအပေါ်အင်ဂျီလေးကြုံပြီးထွက်လာတယ်တကားဝမှာရက်ပြီးအပြင်ကဖြစ်ပျက်သမျှကိုကြည့်နေတယ်သူ့စပင်တွေကစိုးနေတော့မယ်နေ့လယ်ကမိခဲ့တဲ့မိုးကြောင့်အခုထိချောင်းနဲ့စိုးနေတော့မယ်အဖေဘာလို့ထွက်လာတာလဲအထဲဝင်ပြီးအမြန်နားလိုက်ပါဝေလေးရတော်လောက်ပြီဆိုရင်ရက်လိုက်ပါတော့အားလုံးကတရွာတဲသားချင်းတွေပဲဟာဒီလောက်ထိအခြေအနေတင်းမအောင်လုပ်ဖို့မလိုပါဘူးအဖေကျွန်တော်ဘာလုပ်ရမလဲဆိုတာသိပါတယ်အဖေစကားမပြောတော့ဘူးကျွန်တော်အဖေကိုအိမ်ထဲတွဲခေါ်လာတော့အမေကချင်းရီကိုတစ်ခေါက်ပြန်တွေးပြီးအဖေစီကမ်းပေးတယ်ချဲကျူးတစ်ခုခုဖြစ်သွားမလားမဖြစ်ပါဘူးသူကတကယ်လက်ပါခဲ့တာမှမဟုတ်တာရှောင်းဝမ်ကထွက်ဆိုချက်ယူဖို့ခေါ်သွားတာပါမနှက်ဖြန်မနှက်ဆိုပြန်လာနိုင်မှာပါအေးအဲ့ဒါဆိုရင်တော့ကောင်းတာပေါ့တရွာတဲသားတွေပဲလူကိုအကြက်တဲတဲ့အထိမတွန်းပို့ပါနဲ့လမ်းဖြတ်စီပြီး3ရက်မြောက်နေ့ကြောက်ကြားရွာရဲ့အဓိကနေရာမတ်မွန်တီးတွေမဲ့ပြီးဈေးကွက်တင်ရမယ့်ရာသီဖြစ်ပါတယ်။အရင်ကကတ္တရာလမ်းရှိတုန်းကတော့အဝယ်တော်တွေရဲ့ကားကြီးတွေကခြံဝင်းတကားဝအထိတိုက်ရိုက်မောင်းဝင်နိုင်ခဲ့တဲ့အခုတော့1ကီလိုမီတာလောက်ရှိတဲ့လမ်းအပိုင်းစတွေကြောင့်နေရာတိုင်းမှာဒူးစစ်လောက်မြုပ်တဲ့ရှုံးပွက်အိုင်တွေနဲ့ကြောက်ခဲတွေကြီးပဲတာမန်လေယာ3ကားတွေဝင်းရင်တော့နေကုန်ကြတဲ့ကားကြီးတွေဆိုရင်တော့အနားတော်မကက်ရဲကြတော့ဘူးမနက်9နာရီလောက်မှာကျွန်တော်ကိုယ်အိမ်ဝင်းထဲမှာထိုင်နေတော့အဖြူရောင်ကုန်တင်ကားလေးတစ်စီးရွာအပြင်ဘက်ကနေမောင်းလာတယ်ရွာထိပ်ကပျက်စီးနေတဲ့လမ်းပုံကြီးရှိမှရက်သွားတယ်ကျွန်တော်အဲ့ဒီကားကိုတီးတယ်ရွာကအသီးနှံတွေကိုနှစ်တိုင်းလာဝယ်နေကြအဖိုးကြီးချန်ပဲနာမည်ကျော်ချန်တယ်ဟုတ်ပေါ့သူကဒီဝင်းကျင်မှာမက်မွန်တီးဝယ်နေတာ9နှစ်10နှစ်လောက်ရှိပြီးရွာသားတွေနဲ့လည်းရင်းနှီးတယ်အဖိုးကြီးချန်ကားပေါ်ကဆင်းပြီးပျက်စီးနေတဲ့လမ်းကိုကြည့်ပြီးဖုံးဆက်နေတဲ့သူ့ပုံစံကတော်တော်လေးမကြင်မနှက်ဖြစ်နေပုံပဲသူကရှေ့ကလမ်းကိုလက်ညှိုးထိုးပြတယ်ပြီးတော့ဒီလမ်းကဝင်လို့မရဘူးငါ့ကိုဘာလို့စီချင်တာလဲဆိုတဲ့ပုံစံမျိုးနဲ့လက်နှစ်ဖက်ကိုဖြန့်ပြတယ်ကြောက်ကွန်လိုင်းကရွာထဲကနေပတ်သွားလို့ရကြောင်းပြောနေပေမဲ့အဖိုးကြီးချန်ကတော့ခေါင်းခါပြီးညင်းနေပါတယ်စစ်လိတ်တလိတ်ကိုဖွာလိုက်ပြီးသူကစကားတွေရှေ့ကြီးပြောလိုက်တယ်ကြောက်ကွန်လိုင်းရဲ့အပြုံးတွေကမျက်နှာပေါ်မှာတင်တောင့်တင်းသွားခဲ့တယ်ကျွန်တော်သူတို့စကားပြောတာကြားရတဲ့အထိအနားကိုဖြည်းဖြည်းချင်းကတ်သွားလိုက်တယ်ကြောက်ရွာလူကြီးကျွန်တော်ခမ ्या ကိုအမှန်တိုင်းပြောမယ်ကျွန်တော်ခမ ्या ကိုမကူညီချင်တာမဟုတ်ဘူးဒီလမ်းကဒီလောက်ပျက်စီးနေတာကျွန်တော်ကားဝင်လို့မရဘူးခမ ्या ကကျွန်တော်ကိုရွာထိပ်မှာဝယ်ခိုင်းတယ်ရွာထိပ်ကနေအနီးဆုံးမက်မွန်ချန်တီက2ကီလိုမီတာလောက်ရှိတာတောင်သူတွေကတောင်းတွေနဲ့တတောင်းချင်းထမ်းထုတ်လာရင်ဘယ်ချိန်မှပြီးမှလဲမက်မွန်တီတွေကဒီလောက်အပင်ပန်းခံနိုင်လို့လားအဖိုးကြီးချန်ရတခုခုတော့ပြန်စဉ်းစားပေးပါဦးကျွန်တော်တို့ရွာကမက်မွန်တီအရေးသွေးကိုခမ ्या တိတာပဲအရင်နှစ်တွေကဆိုအလူအရက်ဝယ်ကြတာလေအရေးသွေးဘလောက်ကောင်းကောင်းအပြင်ကိုတဲလို့မရရင်အလကားပဲရွာလူကြီးကျွန်တော်ခမ ्या ကိုစကားတခုံပွင့်ပွင့်လင်းလင်းပြောမယ်ခမ ्या တို့ရွာကမက်မွန်တီးတွေကိုဒီနှစ်ကျွန်တော်ဝယ်နိုင်တော့မှာမဟုတ်ဘူးအဖိုးကြီးချန်တီလို့တော့မလုပ်ပါနဲ့ကျွန်တော်တို့လက်တွဲလာတာနှစ်တွေအများကြီးရှိပြီလေကျွန်တော်ကလက်မတွဲချင်တာမဟုတ်ဘူးခမ ्या တို့ကိုဘာသာကိုလမ်းကိုဖျက်ဆီးလိုက်တာပဲဒီလမ်းကလင်းဝေတို့ဖောက်ပေးထားတာလို့ကျွန်တော်ကြားတယ်ခမ ्या တို့ကသူ့ကိုရန်ဆလိုက်တော့သူကလမ်းကိုပြန်ဖျက်လိုက်တာပေါ့ရွာလူကြီးခမ ्या တို့လုပ်ခဲ့တာတွေကကျွန်တော်စကားတခုံပြောရရင်ကိုထိုင်နဲ့ကိုကန်ပဲကြောက်ကွန်လိုင်းရဲ့မျက်နှာကနီးရဲလာပြီးနှက်ခမ်းတွေတုံနေတယ်တော်တော်နဲ့စကားပြတ်မပြောနိုင်ဘူးအဖိုးကြီးချန်ကကားတကားကိုဖွင့်ရင်ရွာလူကြီးခမ ्या တို့လမ်းကိုဘယ်တော့ပြန်ပြင်ပြီးမလဲအဲ့ဒီကြမှာကျွန်တော်ပြန်လာဝယ်မယ်မပြင်နိုင်ရင်တော့တခြားသူပဲရှာလိုက်ပါတော့လို့ပြောလိုက်တယ်ကုန်တင်ကားလေးထွက်သွားတော့ကြောက်ကွန်လိုင်းကကြောင်ပြီးကြံခဲ့တယ်သူကကျွန်တော်ကိုမြင်တော့လှမ်းခေါ်ပြီးရွာကမက်မွန်တီးတွေပျက်စီးတော့မယ်လို့လာပြောပါတယ်လင်းဝေလန်းကိုငါဖျက်ခဲ့တာမှန်တယ်ဒါပေမဲ့ငါဘာလို့ဖျက်ခဲ့တာလဲဆိုတာခမ ्या သိပါတယ်အဲ့ဒီနေ့ကကျွန်တော်ဖေမိုးတဲ့ရေထဲမှာအတားခံခဲ့ရတော့ကခမ ्या ကိုကျွန်တော်ဖုန်းဆက်တော့စီကန်းဆိုတာစီကန်းပဲလို့ခမ ्या ပြောခဲ့တယ်လေအခုလမ်းမရှိတော့မှခမ ्या ကကျွန်တော်ကိုလာပြီးလူမှုရေးလာပြောနေတာလားလမ်းကတော့ကျွန်တော်လုံးဝပြန်မပြပြင်ပေးနိုင်ဘူးခမ ्या တို့ဘာသာနီးလန်းရှာကြပါ
အန်ကယ်ချန်ရဲ့ကာရောဘယ်မှာလဲထွက်သွားပြီလားသူဘလို့လှုပ်ထွက်သွားနိုင်ရတာလဲသူကျမရဲ့မက်မွန်တီးတွေကိုမကြည့်ရသေးဘူးလေကျမရဲ့မက်မွန်တီးတွေကဒီမနေ့တင်ခူးထားတာအကုန်လုံးအကောင်းတွေကြီးပဲဒါသူဘလို့လှုပ်ထွက်သွားနိုင်ရတာလဲလမ်းကဝင်လို့မရဘူးလေလမ်းကဝင်လို့မရဘူးလမ်းဝင်လို့မရတာဘသူအမှားလဲလီဝေချောင်းပေါ်သူကလမ်းကိုတူးဆွတ်ပစ်လိုက်တာလေအန်ကယ်ချန်ဝင်မရအောင်လှုပ်လိုက်တာလူတိုင်းရဲ့မက်မွန်တီးတွေရောင်းမထွက်အောင်လှုပ်လိုက်တာအတူမရဲ့ဆဲဆူတန်တွေကပိုပြီးကျဲလာတယ်နားမခံတာအောင်ပိုဆိုးလာတယ်တရွာလုံးတောင်ကြားနိုင်တယ်ကျွန်တော်နောက်လည်းမကြည့်ခဲ့ဘူးအိမ်ကိုပဲဆက်လျှောက်သွားတယ်တော်ပြီးမဆဲပါနဲ့တော့ဆဲနေလို့ဘာထူးမှလည်းမဆဲလို့ရမလားသူ့ကိုဆဲတာတောင်နေသေးတယ်ကြောက်ကွန်လိုင်းနင်းကိုငါပြောပြမယ်ငါအိမ်မှာမက်မွန်ချန်ငါအေကရှိတယ်ဒီနေ့ရောင်းရတဲ့ပတ်စံနဲ့တားဖြစ်သူရဲ့ចောင်းလာခပေးဖို့အားလုံးညှို့လင့်ထားတာအခုတော့လမ်းကမရှိတော့ဘူးမက်မွန်တီးတွေလည်းရောင်းမရတော့ဘူးငါကိုဘလို့လှုပ်စေချင်တာလဲငါသားကိုရောဘလို့လှုပ်စေချင်တာလဲငါနီးလက်ရှာနေတာပဲမဟုတ်လားဘာနီးလက်ရှာမှာလဲနင်းပတ်စံကောက်တာကလွယ်ရင်ဘာလို့တက်သေးလို့လဲဟိုရွှန်9000ကိစ္စဘယ်သူမှမသိဘူးလို့နင်းထင်နေတာလားလီဝေလန်ကင်းတုံးကနင်ကြားတဲ့ကဘလောက်ဖြတ်စားလိုက်လဲနင်ကိုသိမှာပါကြောက်ကွန်လိုင်းကအတန်ကိုတိုးလေးနေထားတယ်သူဘာပြောလဲဆိုတာကျွန်တော်ကောင်းမကြားရဘူးဒုတိယတော်ကြီးရဲ့အတန်ကပိုကျဲလာတဲ့စုချွတ်တစ်ခုလိုပဲလူတွေရဲ့နားထဲကိုတစ်ချက်ပြီးတစ်ချက်ထိုးပေါက်ဝင်ရောက်နေတယ်ရွာစည်းကမ်းတွေနိုင်ငံတော်ဥပဒေတွေလာမပြောနဲ့အဲ့ဓာတွေကနင်းလူတွေကိုလှည့်စားဖို့သုံးတာတွေပဲခဲကျူးကောက်တဲ့ရွှန်း2000ကိစ္စနင်းအိတ်ထဲမရောက်ဘူးလို့နင်းရဲပြောရဲလားကျွန်တော်ခြေလမ်းတွေကိုရက်လိုက်တယ်ဒီအချက်ကိုကျွန်တော်အရင်ကမသိခဲ့ဘူးကျွန်တော်လက်ကြည့်လိုက်တော့အဝေးမှာကြောက်ကွန်လိုင်းနဲ့အတော်ကြီးကိုမြင်ရတယ်ကြောက်ကွန်လိုင်းရဲ့မျက်နှာကဝက်တဲရောင်လိုညိုမဲနေပြီးသူကအတော်ကြီးရဲ့ပါးစပ်ကိုပိတ်ဖို့လက်လိုက်ပေမဲ့ငါ့ကိုမထိနဲ့လို့တော်ကြီးကအော်လိုက်တယ်ဒီနေ့ငါဒီမှာပဲပြက်တသားပြောလိုက်မယ်နင်သာမက်မွန်တီကိစ္စကိုမဖြေရှင်းပေးနိုင်ရင်နင်တို့ရဲ့အရှုပ်ထုတ်တွေအကုန်လုံးကိုငါဖောက်ပြမယ်ရွာပါတီတွင်းရင်မှုဆိုတာရောစီကန်းတွေဆိုတာရောအကုန်လက်ကားတွေပဲကြောက်ကွန်လိုင်းကဘာလို့ရမှန်းမသိပဲအဲ့ဒီမှာရက်နေတဲ့စောထားတဲ့ရွာသားအချို့ဝိုင်းလာကြတယ်တချို့ကတော်ကြီးကိုတွားရွေးပေးကြတယ်တချို့ကကြောက်ကွန်လိုင်းကိုဆွဲပြီးဘာဖြစ်တာလဲလို့မေးနေကြတဲ့အခြေအနေကစံပြုတ်အိုးလိုရှုပ်ရှက်ခတ်နေပြီးကျွန်တော်အဲ့ဒီမှာခဏရက်ကြည့်နေပြီးမှအိမ်ကိုပြန်လှည့်လာခဲ့တယ်အပြင်မှာဘာတွေစူးညံနေတာလဲအတော်ကြီးလမ်းပေါ်မှာဆဲနေတာငါ့ကိုဆဲနေတာလားထမင်းစားရအောင်သူ့ကိုဂယုမဆိုင်ပါနဲ့စားနေရင်တန်းလမ်းမှာခြံတကားပွင့်သွားတယ်အတော်ကြီးကိစ္စရှိလို့လားနင်းလန်းလေးကိုပြင်ပေးလို့ရမလားရွာထိပ်ကနေငါမမွန်ချန်တီမီတာရာကနန်းလောက်ပဲရှိတာငါဘာသာပတ်စံဆိုင်မယ်ရမလားအတော်ကြီးကပတ်စံဆိုင်မယ်ဘယ်လောက်ဆိုင်မှာလဲငါယွမ်9000ဆိုင်မယ်အတော်ကြီးလမ်း1ကီလိုမီတာခင်းရင်ဘယ်လောက်ကုန်လဲသိလားယွမ်1တန်းကုန်တဲ့မီတာငါပြဆိုရင်ယွမ်9သိန်းတော်ကြီးပေးတဲ့9000ကအကျွေးဖိုးတော်မရှိဘူးဒါအပြင်ကျွန်တော်တော်ကြီးအတွက်အဲ့ဒီမီတာ900ပြင်ပေးလိုက်တယ်ပဲထားဦးအတော်ကြီးချန်ကနေရွာထိပ်ကြီးအပိုင်းကဘယ်လိုလုပ်မှလဲရွာထိပ်ကနေလမ်းမကြီးအထိအပိုင်းကရောဘယ်လိုလုပ်မှလဲအတော်ကြီးရဲ့မက်မွန်တီးတွေကပြန်ထွက်သွားမှမို့လို့လားလီဝေနင်တိတ်လို့မလားနဲ့အတော်ကြီးကိုယ်တိုင်လာတောင်းပန်နေပြီးနင်ဘာဖြစ်ချင်သေးတာလဲကျွန်တော်သူ့ကိုလာတောင်းပန်ခိုင်းတာမဟုတ်ဘူးလမ်းကိုလည်းကျွန်တော်ဖြတ်ခဲ့တာမဟုတ်ဘူးလားဒီကြောက်ထဲကျူးရဲ့ကြောက်ကွန်လိုက်ရဲ့ပြီးတော့နင်တို့တွေအကုန်လုံးပေါင်းပြီးလမ်းကိုမရှိအောင်လုပ်လိုက်ကြတာအခုမက်မွန်တီးတွေပုတ်ကုံတော့မှကျွန်တော်စီလာရှာကြတာလားအတော်ကြီးကအဲ့ဒီမှာရက်နေရင်မျက်ရည်တွေပြန်ကျလာတယ်လီဝေးအတော်ကြီးတည်ပါတယ်အဲ့ဒီနေ့ကအတော်ကြီးစကားတွေအရန်သွားတယ်ဆိုတာဒါပေမဲ့စဉ်းစားကြည့်ပါဦးအတော်ကြီးမှလည်းမလွယ်ကူပါဘူးနင့်ဦးလေးကလည်းစောစီဆုံးသွားရှာတယ်ငါတယောက်တည်းကလေးတွေကိုဒီမက်မွန်ချန်လေးနဲ့လှုပ်ကြွေးနေရတာလီတော်ကြီးဓာရီပေါ့တော်ကြီးဓာရီကျွန်တော်ကိုပြောလဲအပူပဲအတော်ကြီးမှအခက်ခဲရှိတာနဲ့ကျွန်တော်ကိုဆဲတာကတခြားစီပဲအတော်ကြီးကျွန်တော်ကိုကျေးဇူးကမ်းတဲ့ကောင်လို့ဆဲတုံးကကျွန်တော်ဘက်ကရောလွယ်ကူခဲ့လားဆိုတာစဉ်းစားခဲ့လားကျွန်တော်လမ်းခင်းဖို့ယွမ်ငါတန်းကုန်ခဲ့တယ်ကျွန်တော်အဖေရွာပြန်လာတာတော့လမ်းဖြတ်တန်းကယွမ်2000ပေးခဲ့ရတယ်ကျွန်တော်အတွက်ရောလွယ်ခဲလို့လားတော်ကြီးပြန်ပါတော့လမ်းကိစ္စကိုကြောက်ကွန်လိုက်နဲ့ကြမ်းချက်ကျုံးစီမှာပဲတွအပြောပါအဲ့ဒါသူတို့တတ်မှတ်ထားတဲ့စီကံတွေလေအားလုံးကလည်းသဘောတူထားကြတာပဲမဟုတ်လားတော်ကြီးကပါဆက်ဟာပြီးတခုခုပြောဖို့စူးစမ်းသေးတယ်ဒါပေမဲ့ကျွန်တော်မျက်နှာကတင်းမာနေတာကိုမြင်တော့နောက်ဆုံးမှာဘာမှမပြောရတော့ဘူးမကြည့်မနှက်နဲ့ပဲထွက်သွားတော့တယ်သူမနောက်ကအမျိုးသမီး2ယောက်ကလည်းတယောက်ကိုတယောက်ကြည့်ပြီးတော့လိုက်သွားကြတယ်လင်းဝေမင်းဒီလိုလုပ်တာအရန်ရက်ဆက်လုံးရမကြဘူးလားသားမေမေမနေ့ကဒေါ်လေးအိမ်ရှိမှာသားကိုတရိတ်ဆန်လို့ဆဲနေတော့ကရောသူရက်ဆက်တယ်လို့မေမေမထင်ဘူးလားကျွန်တော်စပွဲစီပြန်သွားပြီးစံပြုတ်ဆက်တောက်နေလိုက်တယ်နေ့လေရောက်တော့နေထွက်လာတဲ့မိုးတိတ်ပြီးနောက်ပိုင်းပထမဆုံးတာရတဲ့နေလေးနေအောင်ကမြေပြင်ပေါ်ကိုအရှိန်အဟုန်ပြင်းပြင်းကျရောက်နေပြီးအဖြက်စီးခံထားရတဲ့လမ်းမျက်နှာပြင်ကအပူရှိန်ကြောင့်အငွေ့တောင်ထွက်နေတယ်ကျွန်တော်ခြံထဲကတစ်ပင်ရိပ်အောက်မှာထိုင်နေရင်ရွာလမ်းမပေါ်ကနေလက်တွန်းလဲတန်တွေကိုတတိတန်းကြီးကြားလိုက်ရတယ်ကျွန်တော်အပြင်ထွက်ကြည့်လိုက်တော့ရွာလမ်းပေါ်မှာတတိဆိုင်တောင်သူတွေကအုပ်စုလိုက်လက်တွန်းလဲတွေကိုတိုးနေကြတယ်လဲပေါ်မှာဝင်းမြင့်နေတဲ့မက်မွန်တီးတွေအပြည့်တင်ထားပြီးရွာဓာတ်ထိပ်ဘက်ကိုဥတီသွားနေကြတာသူတို့မျက်နှာပေါ်မှာအပြုံးမရှိဘူးချွေးတွေပဲရှိတယ်ကျွန်တော်လူအုပ်နောက်ကနေရွာထိပ်ထိလိုက်သွားခဲ့တယ်လမ်းဘေးမှာရက်ကြည့်နေရင်အဲ့ဒီအဖြက်စီးခံထားရတဲ့အပြက်စီးပုံကြီးရှိမှလက်တွန်းလဲ10ပန်းကျော်စုဝေးနေတာကိုတွေ့လိုက်ရတယ်တောင်သူတွေကလှဲတွေကိုအပြက်စီးပုံဘေးမှာရက်ထားကြပြီးမက်မွန်တီးချင်းတွေကိုတစ်ချင်းပြီးတစ်ချင်းချကြတယ်ချီချင်းပိုးပြီးတစ်ဖက်ကိုကူးဖို့ပြင်နေကြတာဒီ1ကီလိုမီတာလောက်ရှိတဲ့ပျက်စီးနေတဲ့လမ်းကိုကျော်ပြီးတစ်ဖက်မှာဈေးဝယ်တိုင်းတွေကိုစောင့်ဖို့ပေါ့ဒါပေမဲ့ဈေးဝယ်တိုင်းတွေရှိလားကျွန်တော်လမ်းတစ်ဖက်ကိုကြည့်လိုက်တော့ဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေတယ်မဆောင်ကြနဲ့တော့အဖိုးချန်ထွက်သွားပြီးတခြားတိုင်းတွေလည်းဝင်လာလို့မရဘူးအားလုံးမက်မွန်တီးတွေကိုအိမ်ပြန်နှုံးသွားကြပါဦးကျွန်တော်ထပ်ပြီးနီးလန်းစဉ်းစားပြီးမယ်အိမ်ပြန်နှုံးသွားပြီးဘယ်မှာထားရမှာလဲအိမ်ထဲမှာတညထားလိုက်တာနဲ့အကုန်ပုတ်ကုန်မှာပေါ့အဲ့ဒါပဲမင်းကနီးလက်ရှာပေးမယ်ပြောတယ်မင်းဘလို့နီးလက်ရှာမှာလဲမင်းတကယ်ရှာနိုင်ရင်ရှာပြလေအဲ့ဒီအချိန်မှာလူငယ်တယောက်လူအုပ်ထဲကထွက်လာပြီးမက်မွန်တီးတချင်းကိုပကုံးပေါ်ထမ်းလိုက်တယ်ကျွန်တော်တော့မယုံဘူး1ကီလိုမီတာလမ်းကိုကျွန်တော်ပိုးပြီးသွားမယ်သူကကြောက်ခဲတွေနဲ့ကတ္တရာစလေးတွေပေါ်မှာခြေတလန်းချလိုက်ချော်လိုက်နဲ့သွားနေတယ်
မီတာ20တောင်မရောက်သေးဘူးချီချော်ပြီးတကိုယ်လုံးမောက်ရက်လဲကျသွားတယ်ဟိုဘက်ဒီဘက်လွတ်ထွက်သွားတဲ့မတ်မွန်သီးတွေကရွှွန့်နွန်တွေထဲမှာတလူးလူးတလိမ့်လိမ့်နဲ့မီတူးနေတဲ့ရွှွန့်တွေပေးကုန်တော့တယ်လူငယ်ကအပြက်စီးတွေပေါ်မှာတူးထောက်ရင်းမြေပေါ်ကမတ်မွန်သီးတွေကိုကြည့်နေတယ်သုံးပိတ်တာခွဲရှိတဲ့မတ်မွန်သီးတွေအကောင်အလကားဖြစ်သွားပြီးဘယ်သူမှသူ့ကိုတောမထူပေးကြဘူးအားလုံးကမြေပေါ်ကမတ်မွန်သီးတွေကိုကြည့်ပြီးတိတ်ဆိတ်နေကြတယ်ကျွန်တော်အဲ့ဒီမှာရက်နေရင်ရင်ထဲမှာတခုခုနဲ့ပိတ်ဆို့ထားသလိုခံစားလိုက်ရတယ်ဒီလူကိုကျွန်တော်သိတယ်နာမည်ကကြောက်ဆောင်ကျွင်းကြောက်တဲ့ကျူးရဲ့ညီကိုဝမ်းကွဲလမ်းပြင်တုန်းကသူကျွန်တော်ကိုပြီးလက်မြေကူးပေးခဲ့ဘူးတယ်သူကရိုးသားတဲ့လူတစ်ယောက်သူကျွန်တော်အဖေရဲ့ကားကိုမတားခဲ့ဘူးကျွန်တော်ကိုကျေးဇူးမသိတဲ့လူလို့မဆဲခဲ့ဘူးကျွန်တော်စီကတပြားတစ်ချက်မှလည်းမလိမ်ခဲ့ဘူးကျွန်တော်လှည့်ပြီးအိမ်ပြန်လာခဲ့တယ်ညနေ3 နာရီလောက်မှာခြံထဲကိုလူတွေထက်ရောက်လာပြန်တယ်ဒီတခါတော့အဖိုးလေးရွာမှာအသက်ကြီးဆုံးလူကြီးဖြစ်ပြီးအခုအသက်69နှစ်စစ်မှုထမ်းဟောင်းတယောက်ရွာထဲမှာစကားပြောရင်အလေးပေးခံရတဲ့သူအရင်ကလမ်းပြင်တုန်းကသူတယောက်တည်းပဲကျွန်တော်စီကပတ်စံမတောင်းခဲ့တာဦးလေးလူဝင်ထိုင်မအောင်မထိုင်တော့ဘူးစကားနည်းနည်းပြောပြီးရင်ပြန်မယ်မင်းရင်ထဲမှာမကြင်မနှက်ဖြစ်နေတာငါသိပါတယ်မင်းလမ်းပြင်ဖို့ပတ်စံကုန်ခဲ့တယ်မင်းဖေစိတ်မကောင်းဖြစ်ခဲ့ရတယ်ဒါတွေကရွာကမှားခဲ့တာပါဒါပေမဲ့ရွာထဲမှာကြောက်တဲ့ကျူးလို့ကြောက်ကွက်လိုင်းတို့လိုလူတွေကြီးပဲရှိတာမဟုတ်ပါဘူးကြောက်ဆောင်ကျွင်းလိုရိုးသားတဲ့လူတွေလည်းရှိသေးတယ်ပြီးတော့ဘာမှမပြောခဲ့တဲ့အမျိုးသမီးတွေနဲ့လူကြီးတွေလည်းရှိသေးတယ်သူတို့ရဲ့မတ်မွန်သီးတွေလည်းပုတ်ကုန်ပြီးသူတို့ရဲ့ဘဝတွေလည်းမလွယ်ကူကြဘူးဦးလေးလူကျွန်တော်သိပါတယ်ဒါပေမဲ့လမ်းကိုတော့ကျွန်တော်ထပ်မပြင်ပေးနိုင်ဘူးဒီနေ့ပြင်ပေးလိုက်ရင်မနေ့ပြန်သူတို့ကျွန်တော်အဖေကားကိုထပ်တားရင်ဘယ်လိုလုပ်မလဲငါကမင်းကိုလမ်းပြန်ပြင်ပေးဖို့လာပြောတာမဟုတ်ဘူးငါမင်းကိုလာအတိပေးတာကရွာကလူကြီးတွေတိုင်ပင်ပြီးပတ်စံစုပြီးအဲ့ဒီလမ်းပိုင်းကိုခဏတစ်ဖြုတ်ပြုပြင်ဖို့ပြင်နေကြတယ်ကြောက်ခဲလေးတွေခင်းထားရင်ကားသွားလို့ရပြီလေငါတို့မင်းစီကပတ်စံမလို့ချင်ပါဘူးမင်းကိုလည်းအကူကြီးမတောင်းပါဘူးငါတို့ကိုနီးကိုဟန်နဲ့လောက်ကြမယ်ငါလာပြောတာကနောက်မှငါတို့လမ်းပြင်နေတာကိုမြင်ရင်မင်းကထပ်ဖြက်စီးမှဆိုလို့လာပြောတာသူပြောပြီးတာနဲ့လှည့်ထွက်သွားတဲ့ခြေလမ်းထဲငယ်သွားပြီးနောက်မှာနောက်ပြန်လှည့်ကြည့်ပြီးမင်းအဖေကလူကောင်းတယောက်မို့လို့ပါမင်းလည်းလူကောင်းတယောက်ပါပဲလို့ပြောခဲ့တယ်ကျွန်တော်အဖိုးလူရဲ့ကြောပြင်ရွာလမ်းထဲမှာပြက်ကွယ်သွားတာကိုငေးကြည့်ရင်အကြာကြီးရက်နေမိတယ်ညဘက်မှာအမေကဟင်းတွေအများကြီးချက်ထားတဲ့အဖေကလယ်ထဲကပြန်လာတော့ဒီနေ့ရွာထဲမှာဘလို့လဲလို့မေးတယ်တိတ်မကောင်းဘူးမက်မွန်တီးတွေရောင်းမထွက်ကြဘူးအားလုံးနီးလက်ရှာနေကြတယ်ညနေကအဖိုးယူလာသွားတဲ့လူကြီးတွေပတ်စံစုပြီးလမ်းကိုကိုယ်တိုင်ပြုပြင်မယ်လို့ပြောတယ်ပြီးတော့နင့်ကိုပြောချင်တာကငါတို့တွေအဖေပါပြောချင်လဲဆိုတာတားသိပါတယ်ဒါပေမဲ့တားတို့စိတ်ပြောလို့မဖြစ်ဘူးတခါစိတ်ပြောပေးလိုက်ရင်နောက်ပိုင်းအဆုံးရှိမှာမဟုတ်တော့ဘူးအဖေကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးဘာမှထပ်မပြောတော့ဘူးညစာစားပြီးနောက်ကျွန်တော်ခြံထဲမှာလင်းငင်းခံထိုင်နေတော့အဝေးကရွာလမ်းပေါ်မှာလက်နေတမီးတွေနဲ့လူရဲ့အချို့ကိုဝိုးတဝါမြင်နေရတဲ့အပြက်စီးပုံပေါ်မှာတခုခုကိုတိုင်းထွာနေကြတာရွာကလူကြီးတွေလမ်းပြင်ဖို့တိုင်ပင်နေကြတာပဲကျွန်တော်အနားကိုမသွားခဲ့ဘူး secret တလိမ့်မီးညှိပြီးညကောင်းကင်ရန်ကကျဲတောက်ကျဲတွေကိုကြည့်နေလိုက်တယ်ဖုန်းကတုံခါလာတယ်အဖိုးကျိုးစီက message တစ်ခုရောက်လာတာပါတထေးလင်မနဲ့ဖြန်မနဲ့ကျွန်တော်ရောက်မယ်ကျွန်တော်တို့တေချာစကားပြောရအောင်ကောင်းပါပြီဦးလေးကျိုးမနဲ့ဖြန်မှာတွေ့ကြတာပေါ့ကြောက်တဲ့ကျူနောက်ဆုံးတော့ဘလို့မှမနေနိုင်တော့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့တဲချင်းလောက်ကရန်နာထားရလို့ပဲကတ္တရာလမ်းမရှိရင်သူ့ရဲ့ကုန်တင်ကားကြီးတွေအပြင်ကိုလုံးဝထွက်လို့မရဘူးအရင်ကတနေ့ကိုထောင်နဲ့ချီဝင်နေတာအခုတော့နေတိုင်းရှုံးနေတဲ့သူကသူ့တပည့်အချို့ကိုခေါ်ပြီးကျွန်တော်အိမ်ရှိကိုဒေါသကြီးနဲ့ပြေးလာတယ်လင်းဝေမင်းအပြင်ထွက်ခဲ့စမ်းမင်းတကယ်ပဲဘလို့ဖြစ်ချင်နေတာလဲလမ်းကိုလည်းမင်းဖြတ်လိုက်ပြီးစိတ်လဲပြေးလောက်ပြီးပေါ့မင်းဘလောက်ရမှလမ်းကိုပြန်ပြင်ပေးမှလဲဘသူကပြန်ပြင်ပေးမယ်ပြောလို့လဲအဲ့ဒီလမ်းခင်းတဲ့ပစ္စည်းတွေကိုဘေးရွာကကျိုးရွာကိုကျွန်တော်ရောင်းလိုက်ပြီးဈေးကောင်းရတယ်ပြန်ယူလို့လည်းမရတော့ဘူးသူတို့အခုတောင်လမ်းခင်းနေကြပြီးဒီလမ်းကိုဒီတိုင်းထားလဲအပူပဲရွှေနဲ့ငွေနဲ့လဲလိုက်တာကမှပိုတန်သေးတယ်မင်းရောက်လိုက်တယ်ဟုတ်လားအဲ့ဒါငါတို့ရွာကမြေကွက်လေးမင်းဘယ်လိုလုပ်ရဲတာလဲမြေကမင်းတို့ဟာဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့လမ်းခင်းထားတဲ့ပစ္စည်းကငါပစ္စည်းငါဖြုတ်ရောင်းတာဘာပြဿနာရှိလို့လဲထဲကျူးမင်းရဲ့တဲချင်းကိစ္စကစာချုပ်အရရော်ကြီးတွေပေးနေရတယ်လို့ကြားတယ်တနေ့ကိုမနှဲဘူးဆိုအဲ့ဒီစောက်လို့ရေးကုမ္ပဏီကငါတငယ်ချင်းစွန်းဟောက်ပိုင်တာငါစကားလေးတစ်ခွန်းလောက်တော့ကူပြောပေးလို့ရပါတယ်ကြောက်တဲ့ကျူးယူမတက်ဒေါသထွက်ပြီးကျွန်တော်ကိုထိုးဖို့လက်တီးပြင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့တက်တော်ဆောင်တွေကသူ့လက်ကိုနောက်ပြန်ချုပ်ပြီးမြေကြီးပေါ်ဖိချထားလိုက်တယ်အဲ့ဒီအချိန်မှာဒေါ်လေးနစ်ကအမျိုးသမီးတအုပ်ကိုခေါ်ပြီးပြေးလာတယ်ထဲကျူးကိုလွှတ်လိုက်စမ်းလင်းဝေးမင်းကလူစိတ်မရှိတဲ့ကောင်မင်းကြောင့်အားလုံးရဲ့တစ်တီးတွေရောင်းမထွက်တာမင်းအသေးမလားဖြစ်ပါစေဦးကျွန်တော်အဖေနဲ့အမေကကြောက်ပြီးအိမ်ထဲကနေအပြစ်မထွက်ရဲကြဘူးဒီလိုယူသွနေတဲ့ရွာသားတွေကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာကြက်ရှိနေသေးတဲ့တန်ရောစင်လေးပါလုံးဝပြတ်တောက်သွားတော့တယ်ကျွန်တော်တက်တော်ဆောင်စီကနေအတန်ချက်ဆက်တစ်ခုယူလိုက်တယ်အားလုံးတေချာနားထောင်ကြဒီလန်းကိုကျွန်တော်ထပ်မပြင်ပေးတော့ဘူးပြင်မပေးုံတင်မကဘူးကျွန်တော်အကုန်လုံးရုပ်သိမ်းမယ်ဒီရွာမှာကျွန်တော်ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းတွေအကုန်လုံးလာမဲ့လမှာစတင်မဲ့လေယာထွက်ကုန်ပြုပြင်ရေးစက်ရုံရောငှားရမ်းထားတဲ့လယ်မြေနဲ့ရအေကာရောအကုန်ပြန်သိမ်းမယ်တထေးလင်းအဲ့လိုတော့မလုပ်ပါနဲ့ဗျာကျွန်တော်ဘာလို့မလုပ်နိုင်ရမှာလဲခင်ဗျားတို့ကကျွန်တော်လမ်းပြင်ပေးတာကိုဘယင်လှုပ်ချင်လို့ထင်နေကြမှာတော့အဲ့ဒီဘယင်အာနာကိုခင်ဗျားတို့ကိုပဲပြန်ပေးလိုက်မယ်ဒီနေ့ကစပြီးလင်ဝေနဲ့ကြောက်ရွာဟာဘာမှမပတ်သက်တော့ဘူးအဲ့ဒီနောက်ကျွန်တော်ရင်းနှီးမြုပ်နှံမှုရုပ်သိမ်းကြောင်းကြေညာချက်ကိုလူအများရှိမှာပဲအစိတ်အမွာဆုတ်ဖြဲလိုက်တယ်ကြောက်တဲ့ကျူမင်းကပတ်စံကောက်ရတာဝါသနာပါတာဆိုတော့နောင်ကိုဒီရှုံလန်းပေါ်မှာပဲဖြည်းဖြည်းချင်းကောက်နေလိုက်တော့ကျွန်တော်အိမ်ထဲဝင်ပြီးလေးလံတဲ့တနကားကြီးကိုပိတ်လိုက်တဲ့အပြင်မှာတော့ရွာသားတွေတယောက်နဲ့တယောက်အပြစ်တင်နေကြတဲ့အတန်တွေထွက်ပေါ်လာတယ်ဟဲ့လူခင်ဗျားကြောင့်စက်ယုံကြီးပြတ်သွားပြီးမအော်နဲ့လေအစတုန်းကမင်းကိုယ်တိုင်လည်းလင်ဝေကကျေးဇူးမသိတဲ့ကောင်လို့ပြောခဲ့တာမဟုတ်လားကြောက်ရွာကတော့လုံးဝကိုပယံပတာဖြစ်သွားပြီးမက်မွန်တီးတွေကလယ်ထဲမှာပုတ်ကုန်တဲ့ကြောက်တဲ့ကျူးရဲ့တဲချင်းလုပ်ငန်းပိတ်လိုက်ရတဲ့အကျွေးရှင်တွေကသူ့ရဲ့မြေတူးဆက်တွေကိုလာသိမ်းသွားကြတယ်အဆိုးဆုံးကတော့ကြောက်ကွန်လိုင်းပဲမြို့နယ်အုပ်ချုပ်ရေးမှူးကကွင်းစင်စစ်ဆေးဖို့ရောက်လာတယ်ကြောက်ကွန်လိုင်းခင်ဗျားပြောတော့ရွာသားတွေကိုဥဆောင်ပြီးချမ်းသာအောင်လုပ်ပေးမယ်ဆိုအခုကဘာဖြစ်နေတာလဲအဲ့ဒါဟိုလင်ဝေကြောင့်ပါသူကအရန်ကောင်းပါလို့လမ်းကိုဖျက်သွားတာဘာ
သူများပတ်စံနဲ့ခင်းထားတဲ့လမ်းကိုခမားတို့ကလူပါဝါလို့သူကပြန်ဖြတ်သွားတာမဟုတ်လားဒါခမားလုံးမလုပ်တာကိုပြနေတာပဲကြည်စံဘလောက်လူတွေဒုက္ခရောက်ကုန်ပြီလဲဒီအတွက်ခမားဘလို့တာဝန်ယူမလဲပြောစမ်းပါဦးကျွန်တော်ကြားတာတော့ခမားကလမ်းပေါ်မှာအတားအဆီးတွေလုပ်ပြီးပတ်စံတောင်းနေဆိုအဲ့ဒါဟုတ်လားမဟုတ်ပါဘူးအဲ့ဒါလမ်းကိုထိမ့်သိမ့်ခြင်းလို့ပါထိမ့်သိမ့်စရာလမ်းမှမရှိတော့တာလေကိုပဲတွားထိမ့်သိမ့်နေလိုက်တော့အုပ်ချုပ်ရေးမှုကလှည့်ထွက်သွားရင်စကားတခုပြောခဲ့တယ်ကြောက်ရွာအတွက်ဒီနှစ်ပေးမဲ့ထောက်ပံ့ကြေးအားလုံးကိုပယ်ဖျက်လိုက်တယ်ဘယ်တော့လမ်းပြန်ကောင်းမလဲအဲ့ဒီကြမှာပြန်ပြောကြတာပေါ့ဒီတခါတော့ရွာသားတွေလုံးဝပောက်ကွဲကုန်ကြပြီးထောက်ပံ့ကြေးလည်းမရှိစက်ရုံလည်းမရှိလမ်းလည်းပြက်ပြီဆိုတော့ဘလို့ဆက်နေကြမလဲအဲ့ဒီညမှာတင်ရွာသားအယောက်20-30လောက်ကြောက်ကွန်လိုက်အိမ်ထဲကိုအတင်းခုဝင်ကြပြီးသူ့အိမ်ကမှန်တွေကိုရိုက်ခွဲပစ်ကြတယ်ကြောက်ကွန်လိုက်ငါတို့ရွာရဲ့လမ်းကိုပြန်ပေးမင်းလို့အသုံးမကျတဲ့လူကလင်းဝေရဲ့ပတ်စံကိုခိုးစားလို့ငါတို့ဒီမှာဒုက္ခရောက်နေတာအပြင်ထွက်ခဲ့စမ်းကြောက်ကွန်လိုက်ကတော့ကတ်တင်အောက်မှာပုံးနေပြီးအပြင်မထွက်ရဲတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကတော့ကျွန်တော်မိဘတွေကိုခေါ်ပြီးဘေးရွာကကျိုးရွာလမ်းမပေါ်မှာကားမောင်းနေတဲ့လင်းဝေမင်းပေးတဲ့ကတ္တရာစားတွေကြောင့်ကျေးဇူးတင်လိုက်တာကွာဒါပေါ့ဦးလေးရဲ့ဘသူမှဦးလေးလိုကားကိုတားရဲမှာမဟုတ်တော့ဘူးတားတဲ့လူရှိရင်ကျွန်တော်အရင်ဆုံးထွက်တိုက်ပေးမယ်အဖေကပြတင်းပေါက်အပြင်ဘက်ကိုကြည်ရင်အနေငယ်ဝမ်းနဲ့နေတယ်လို့ရှိပေမဲ့ပို့ပြီးတော့စိတ်လက်ပေါ်ပါသွားတဲ့ပုံစံမျိုးပါအဖေအဲ့ဒီနေရာကတန်ရောစင်တွေနေဖို့မထိုက်တန်ပါဘူးတားမျိုးပေါ်မှာအိမ်တလုံးဝယ်ထားပြီးအပြင်စင်တွေကအကုန်အစင်းမြင့်တွေပဲအဲ့ဒီမှာလုံခြုံရေးလက်ရှိတဲ့အရေးကြီးဆုံးကတော့လောဘကြီးပြီးလူမိုက်ဆန်တဲ့လူကြီးသူမတွေမရှိတော့တာပဲကြောက်ကြားကြီးရွာကနေမထွက်ခွာခင်တရက်အလိုမှာကျွန်တော်အိမ်ဟောင်းကိုနောက်ဆုံးပစ္စည်းတချို့သိမ်းဖို့ပြန်သွားခဲ့တယ်ရွာထဲကိုမဝင်ရသေးခင်မှာပဲရွာထိပ်မှာလူတန်းကြီးတူးထောက်နေတာကိုမြင်လိုက်ရတယ်ကြောက်ကွန်လိုင်းကဥဆောင်ပြီးနောက်မှာတော့ကြောက်ထယုံဒုတိယတော်နဲ့ရွာသားအယောက်ပေါင်းများစွာလိုက်ပါလာကြတယ်သူတို့တကူလုံးရွှွနေပြီးကြံနေပြီးကြည့်ရတာအလွန်ပဲတနာစရာကောင်းနေတဲ့ကြောက်ကွန်လိုင်းကကျွန်တော်ခြေထောက်ကိုဖတ်ဖို့တွားပြဒီလာပေမဲ့တက်တော်ဆောင်တွေကတားဆီးလိုက်ကြတယ်သူ့မျက်နှာကဝက်ခေါင်းလို့ဖူးယောင်နေပြီးကြည့်ရတာရွာသားတွေရဲ့ဝိုင်းထိုးကြိတ်တာကိုအတော်လေးခံထားရပုံပဲလင်းဝေငါတို့မှသွားတယ်တရွာလုံးမှသွားမှန်းသိပါပြီဒါကအဲ့ဒီငွေနှစ်ထောင်ပါပြီးတော့တရွာလုံးကစုထားတဲ့ငွေ9000မှာဦးလေးကြောက်ကျွန်တော်ခုနကပြောပြီးပြီလေအဲ့ဒီလန်ခင်းတဲ့ပစ္စည်းတွေကိုကျွန်တော်ကြိုးကြားကြေးရွာကိုရောင်းလိုက်ပြီးအခုပြန်ပြင်ချင်တယ်ဆိုရင်ပစ္စည်းတွေပြန်ဝယ်ရမယ်အင်ဂျင်နီယာအဖွဲ့ကိုပြန်ငှားရမယ်အနည်းဆုံးတော့6တန်းကုန်လိမ့်မယ်လင်းလေးရာငါပါဇက်ကတေးတင်တာငါလက်ကရုံမာခဲ့တာငါကိုဤတပေါက်လိုပဲသဘောထားပြီးလှုပ်ပေးလိုက်ပါတော့ငါဆက်ယုံလဲပိတ်လိုက်ရပြီးမိမလည်းထွက်ပြေးသွားပြီးမင်းကိုတောင်းပန်ပါတယ်အသက်ရှင်ဖို့လမ်းစလေးပေးပါအောင်အဲ့ဒီနေ့ကမိုးတွေအသေးတန်ရွာနေတာကျွန်တော်အဖေခမ ्या ကိုတောင်းပန်တော့ကခမ ्या သူ့ကိုအသက်ရှင်ဖို့လမ်းစာပေးခဲ့လို့လားအားလုံးကမင်းကိုကြည့်ပြီးကြည်ပြစ်လာအောင်လုပ်ပေးခဲ့ကြတာမင်းဒီလောက်အထိရက်ဆက်လို့မဖြစ်ဘူးလေရက်ဆက်တယ်ကျွန်တော်လန်ကင်းပေးတော့ကခမ ्या တို့ကျွန်တော်စီကပတ်စံတောင်းတယ်ကျွန်တော်ဆက်ယုံထောင်တော့ခမ ्या တို့ကျွန်တော်စီကလက်တောင်းတယ်ကျွန်တော်အဖေဆန်တယ်တော့ခမ ्या တို့ကျွန်တော်စီကအသက်တောင်းတယ်အခုမှကျွန်တော်ကိုရက်ဆက်တယ်လို့ပြောနေတာလားဒီလမ်းကိုကျွန်တော်ဘယ်တော့မှခင်းပေးမှာမဟုတ်ဘူးခမ ्या တို့တကယ်ပြင်ချင်တယ်ဆိုရင်ကိုဘာသာကိုပတ်စံစုကြဖို့တယောက်ကိုတောင်းကနန်းလောက်ထည့်ရင်ရပြီပဲကားဘီးတွေလက်ပတ်သွားပြီးရှုံလွန်တွေဆင်ထွက်ကုန်တဲ့ထိုသူတွေရဲ့မျက်နှာပေါ်ကိုပက်ဖြန်းသွားတဲ့နောက်ကြည့်မှန်ထဲမှာကြောက်ကြားကြီးရွာရဲ့ရွာထိပ်ကပိုပြီးဝေးကွာသွားခဲ့ပြီးအဲ့ဒီကျိုးပဲနေတဲ့တက်တိုင်ကတော့ရှုံလွန်တွေကြားကအပြက်စီးထဲမှာမတ်တရက်ကြံခဲ့တဲ့တနစ်ကြာပြီးနောက်မှာကျွန်တော်မိဘတွေကိုခေါ်ပြီးဘိုးဘွားကတော်ကိုရွာကိုပြန်လာခဲ့တဲ့ကားကကျိုးကြားကြီးရွာရောက်တာနဲ့ရက်လိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ရှီကလန်ကလုံးဝဝင်လို့မရတော့လို့ပဲကြောက်ကြားကြီးရွာကတော့လုံးဝပျက်စီးသွားထားပြီးလူငယ်အများစုကအပြင်ကိုအလုတ်ထွက်လောက်ကြပြီးကြံနေတာတွေကတော့တက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကြီးပဲ9ကီလိုမီတာရှိတဲ့ရွှွန်လန်းကနှစ်ရှည်လာများမိုးရေတွေတိုက်စားမှုကြောင့်မူလလန်းကတော့အနှိမ့်အမြင့်မညီတဲ့ဖြတ်ကျော်ဖို့ခက်ခဲတဲ့မြောင်းတွေ6တွေဖြစ်ကုန်ပြီးလမ်းဘေးမှာလူတရက်လောက်ရှိတဲ့မြက်ရိုင်းတွေပေါက်နေတယ်ကျွန်တော်ရွှွန်လန်းပေါ်လျှောက်သွားရင်ဒုတိယတော်ကထင်းတောင်းကြီးကိုပိုးပြီးခက်ခဲရှောက်နေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့ခါးကပိုးပြီးကုန်းနေပြီးမျက်နှာပေါ်မှာလည်းဘဝရဲ့ခါးသီးမှုတွေပြည့်နေတယ်ကျွန်တော်ကိုမြင်တော့သူခဏလောက်ကြောင်သွားတယ်သူ့မျက်ဝန်းထဲမှာရှုပ်ထွေးတဲ့ခံစားချက်တချို့ဖြစ်ပြေးသွားပြီးနောက်ဆုံးတော့ခေါင်းငုံပြီးဘာမှမပြောဘဲကြော်သွားခဲ့တယ်ကြောက်ကွန်လိုင်းကလည်းရွာလူကြီးမဟုတ်တော့ဘူးသူကအခုနေတိုင်းရွာထိပ်ကကိုကိုပင်အိုကြီးအောက်မှာထိုင်နေတတ်ပြီးအဲ့ဒီအပျက်စီးတွေကိုကြည့်ပြီးငင်းငိုင်နေတတ်တယ်ကျွန်တော်ကိုမြင်တော့သူ့မျက်လုံးတွေကတစ်ချက်လင်းလက်သွားပြီးချက်ချင်းဆိုသလိုပြန်ပြီးမိမိတ်သွားတယ်ကြောက်ထက်ယုံကတော့အပြင်မှာအလုတ်သွားလို့ရင်းစိတ်တူတက်တဲ့အချင်းကြောင့်လူနဲ့ရန်ဖြစ်ပြီးထောင်ကျနေတယ်လို့ကြားရတယ်ဘေးနားကကျိုးကြားကြီးရွာကတော့ကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုကိုလက်ခံခဲ့တာကြောင့်အခုဆိုခရိုင်ထဲမှာနာမည်ကြီးစံပြရွာဖြစ်နေပြီးလေယာထွက်ကုန်ပြုပြင်ရေးစက်ရုံကလည်းအောင်မြင်နေတယ်ရွာသားတွေလည်းအိမ်တိုင်းလိုတိုက်ပူလေးတွေစောင့်နေကြပြီးညနေပြီးတိတ်ဆိတ်တဲ့အချိန်တိုင်းမှာကြောက်ကြားကြီးရွာကလူတွေဟာဘေးရွာကလာတဲ့စက်တန်တွေကိုကြားနေရတယ်ကတော့ပြီးတော့ကျွန်တော်အဖေကိုတွဲပြီးပြန်လာခဲ့တယ်နောင်တရလားဘာအတွက်နောင်တရရမှာလဲလမ်းခင်းပေးခဲ့တာကိုလားဒါမှမဟုတ်လမ်းကိုပြန်ဖြတ်ခဲ့တာကိုလားလမ်းဆိုတာနှလုံးသားထဲမှာရှိတာပါခြေထောက်အောက်မှာရှိတာမဟုတ်ဘူးအရင်ကရွာကိုပြန်လာတာကစိတ်အားထက်သန်မှုတွေနဲ့ပါအခုထွက်ခွာသွားတာကတော့အေးစက်တည်ငြိမ်မှုတွေနဲ့ပါလူဘဝမှာအရာရာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက်သင်ခန်းစာခက်တချို့တော့ပေးရစမြဲပဲကားဆန်နိုးလိုက်တယ်ကြိုးကြားကြီးရွာရဲ့ကျဲဝန်းပြီးညီညာတဲ့ကတ္တရာလမ်းပေါ်ကိုမောင်းတက်လိုက်တယ်လမ်းပေါ်မှာနေအောင်ကြီးကရွှေရောင်ဝင်းနေတယ်ကျွန်တော်လီပါကိုနင်းလိုက်ပြီးမြို့ဘက်ကိုဥတီပြီးအရှိန်နဲ့မောင်းထွက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းကစပြီးကျွန်တော်ရဲ့လမ်းဟာထိုက်တန်တဲ့သူတွေအတွက်ပဲခင်းပေးတော့မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဇာတ်လမ်းတွေထပ်တင်နိုင်ဖို့အတွက်လည်း KYK မူပြီးပေါက် channel လေးကို subscribe လုပ်ပေးကြပါဦးအားလုံးကိုချစ်ပါတယ်